နှုတ်ကပတ်တော်အားဖြင့်အစီခံရသောအခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်အခွင့်ပေးတဲ့နော်ဆရာတီဆရာမဒီကျမတို့ရဲ့ဆရာမတော်ယုံနဲ့အတူဒီမှာရှိနေတဲ့အမှုတော်ဆောင်တွေကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုဦးစွာပထမပြောချင်တယ်ကျမတို့လူရည်လို့ဖြစ်လာလို့ရှိရင်ကျမတို့ရဲ့အသက်တာထဲထဲမှာနော်ယုံကြည်သူရဲ့အသက်တာထဲထဲမှာစုံစမ်းစောစောတော့ကလည်းပဲနော်ဆိုတော့တက်တိခံတဲ့ခါမှာလည်းကျမတို့ကြားသွားရတာဖြစ်တဲ့စုံစမ်းနှောက်ယှက်ခြင်းဆိုတဲ့အရာကကျမတို့လူတိုင်းကြုံတွေ့ရတဲ့အမှုရာဖြစ်တယ်ဆိုတော့ဒီစုံစမ်းနှောက်ယှက်ခြင်းထဲထဲမှာနော်1ကော10:73နော်ဆိုတော့ကျမတို့အားလုံးရကြတယ်ဆိုတော့ဒီစုံစမ်းနှောက်ယှက်ခြင်းထဲထဲမှာဘုရားသခင်ကကျမတို့အတွက်နော်ထွက်ပေါက်ဖြစ်တဲ့ထွက်မြောက်ရာလမ်းကိုဘုရားသခင်ဒီပြင်ဆင်ပေးထားတယ်ဆိုတဲ့အရာကိုလည်းပဲအောင်မြင်ခြင်းစိတ်ချမှုအဖြစ်ကျမတို့အားလုံးသိထားပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့မှာကျမတို့အသက်တာထဲထဲမှာစုံစမ်းနှောက်ယှက်ခြင်းတွေ့ကြုံရတဲ့အခါမှာဘုရားသခင်ဒီခံနိုင်ရတဲ့ခွန်အားကိုခံနိုင်ရခွန်အားကိုပေးတည်တာမကဘဲနဲ့ကျမတို့အတွက်ထွက်ပေါက်ဖြစ်တဲ့ထွက်မြောက်ရာလမ်းကိုလည်းပြင်ဆင်ပေးထားတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အားဖြင့်ကျမတို့အတူတူကဆင်ခြင်သွားမှာဖြစ်တယ်ဆိုတော့ဒီစုံစမ်းနှောက်ယှက်ခြင်းဆိုတဲ့အရာကတော့သူ့မှာငါမရလို့ရွေးပြီးလာတာမဟုတ်ဘူးเนาะဆိုတော့ယုံကြည်သူဖြစ်တဲ့ဘုရားသားသမီးအရောက်တိုင်းဘုရားသခင်ရဲ့စစ်ဆေးခြင်းတော်၎င်းเนาะစာရန်ရဲ့စုံနှောက်ယှက်ခြင်းတော်၎င်းကျမတို့ကြုံတွေ့ရမှာဖြစ်တယ်ဒီအရာတွေကြုံတွေ့တဲ့အခါမှာဘုရားသခင်ဒီခံနိုင်ရခွန်အားကိုလည်းပေးထားတယ်မခံနိုင်တဲ့ခွန်အားကိုမပေးဘဲနဲ့ကျမတို့ခံနိုင်တဲ့ခွန်အားကိုပေးတယ်ပေးတည်တာမကဘဲနဲ့ကျမတို့အတွက်ထွက်မြောက်ရာလမ်းဖြစ်တဲ့ထွက်ပေါက်ကိုလည်းပဲပြင်ဆင်ပေးထားတယ်ဆိုတဲ့အရာကိုဒီကော10:73မှာဂတိတော်ကိုပေးထားတယ်ဆိုတဲ့အရာလေးကိုနှုတ်ဘတ်တော်အားဖြင့်ကျမတို့ဆင်ခြင်သွားဖို့ရန်အတွက်ဖြစ်တယ်1ကော10:73ကိုကျမတို့အတူတူကကြည့်ဖို့ဖြစ်တယ်ဒီကျမ်းပိုက်ကကျမတို့အလွတ်လဲရကြတယ်เนาะဆိုတော့စိတ်ချမှု၅ခုထဲကနေပြီးတော့မှတစ်ခုဖြစ်တဲ့အောင်မြင်ခြင်းစိတ်ချမှုမှာကျမတို့တွေ့ရတဲ့ကျမ်းပိုက်လည်းဖြစ်တယ်1ကော10:73ကိုကျမတို့အတူကြည့်ဖို့ဖြစ်တယ်တင်တို့သည်ခံရကြ၏ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုတင်တို့၌ရောက်စိမ့်သောသာအခွင့်ပေးတော်မူတင်တို့သည်ခံနိုင်မည်အကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွာထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဒီကျမ်းပိုက်ကကျမတို့ရင်းနှီးတဲ့ကျမ်းပိုက်ဖြစ်တယ်စုံစမ်းနှောက်ယှက်ခြင်းကြုံတိုင်းကျမတို့ရဲ့စုံစမ်းခြင်းเนาะဘုရားသခင်ရဲ့စစ်ဆေးခြင်းစုံစမ်းခြင်းနှောက်ယှက်ခြင်းကိုကြုံတဲ့အခါတိုင်းမှာဘုရားသခင်ဒီကျမတို့အတွက်ထွက်မြောက်ရာလမ်းကိုပြင်ဆင်ပေးတယ်ဆိုတဲ့အရာကိုကျမတို့အမြဲတမ်းဆင်ခြင်ခွန်အားယူလေးရှိကြတယ်ဆိုတော့နှုတ်ကပတ်တော်ကရှင်းရှင်းလင်းလင်းကိုကျမတို့ဖတ်သွားတဲ့အခါမှာတိကျစွာသူကပြောထားပါတယ်မခံနိုင်သောစုံစမ်းခြင်းကိုမပေးဘူးเนาะလူနိုင်ဖြစ်တတ်သောစုံစမ်းခြင်းကိုသာလျှင်ကျမတို့တွေ့ကြုံရမယ်လို့နှုတ်ကပတ်တော်ကရှင်းလင်းစွာကျမတို့ကိုပြောထားတယ်ဆိုတာကိုတွေ့ရတယ်တွေ့ကြုံရုံသာမကဘဲနဲ့เนาะကျမတို့ခံနိုင်ရခွန်အားနဲ့အတူကျမတို့အတွက်ထွက်မြောက်ရာလမ်းကိုလည်းပဲဖျားရှင်ကပြင်ဆင်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်နားလည်ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာနှုတ်ကပတ်တော်နဲ့တကွအသက်တာမှာကျမတို့ဆင်ခြင်တဲ့အခါမှာဘဝမှာကျမတို့ရဲ့ဘဝအသက်တာမှာဘယ်လိုအခြေအနေနဲ့ပဲရင်ဆိုင်ရเนาะဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ပဲကျမတို့ကြုံရအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းဟာဒီမှာရှိနေတဲ့ညီကိုမောင်နှမတွေရဲ့အသက်တာထဲမှာเนาะခံနိုင်တဲ့စွမ်းအားနဲ့ခံနိုင်တဲ့စွမ်းအားရဲ့အပေါ်မှာရှိနေတာမဟုတ်ဘဲနဲ့အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကเนาะကျမတို့ရဲ့အသက်တာခံနိုင်တဲ့စွမ်းအားပေါ်မှာရှိနေတာမဟုတ်ဘဲနဲ့ဖယားသခင်ရဲ့ထိန်းချုပ်မှုထဲမှာသာလျှင်ရှိတယ်ဆိုတာကိုနားလည်ထားဖို့ရန်အတွက်ကျမတို့အသက်တာကိုဆင်ခြင်သွားဖို့ဖြစ်တယ်ခံနိုင်ပြီးအကြောင်းသာမကထွက်မြောက်ရာလမ်းကိုထိုသခင်ဒီပြင်ဆင်တယ်ဆိုတာကိုနှုတ်ကပတ်တော်ထဲမှာကျမတို့တွေ့ရတယ်ဆိုတော့ဘဝမှာကြုံတွေ့ရတဲ့အမှုရာတွေကနေဘုရားသခင်ပြီးကျမတို့ကိုခံနိုင်တဲ့ခွန်အားကိုပေးတည်တာမကဘဲနဲ့เนาะအဲ့ဒီအခြေအနေအဲ့ဒီပြဿနာအဲ့ဒီအမှုရာအဲ့ဒီစိန်ခေါ်မှုအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းတွေမှာကြုံရစင်မှာပင်ထွက်မြောက်ရာလမ်းကိုလည်းထိုဘုရားကပြင်ဆင်တယ်ဆိုတာကိုနှုတ်ဘတ်တော်အဖြစ်အသက်တာအသီးသီးဆင်ခြင်ပြီးတော့မှကျမတို့တိဆောက်သွားဖို့ရန်အတွက်ဖြစ်တယ်ဆိုတော့ထွက်မြောက်ရာလမ်းလို့ပြောတဲ့အခါမှာတခါတရံကျမတို့စဉ်းစားထားတဲ့เนาะကျမတို့ရည်ရွယ်ထားတဲ့ကျမတို့မြင်ထားတဲ့ကျမတို့တွေးထားတဲ့လမ်းတွေကိုကျမတို့ကထွက်မြောက်ရာလမ်းလို့ကျမတို့ကမြင်တတ်ကြတယ်ဆိုတော့ဒါပေမဲ့နှုတ်ကပတ်တော်မှာဘုရားသခင်ကထွက်မြောက်ရာလမ်းကိုပြင်ဆင်ပေးမယ်လို့ပြောတဲ့အခါမှာเนาะထွက်မြောက်ရာလမ်းကိုသူပြင်ဆင်မယ်လို့သူပြောထားတယ်ထွက်မြောက်ရာလမ်းကိုပြင်ဆင်မယ်လို့ပြောတဲ့အခါမှာဘယ်လိုလမ်းမျိုးဆိုပြီးတော့မှနှုတ်ကပတ်တော်ထဲမှာပြောထားခြင်းမရှိပါဘူးဆိုတော့အတိအကျလည်းသူပြောမထားပါဘူးအခြေအနေပေါ်မှာမူတည်ပြီးမှတခါတလေမှာကျမတို့အမြင်နဲ့เนาะဘယ်လိုပြောမလဲမဖြစ်နိုင်ဘူးထင်တဲ့လမ်းเนาะကျမတို့ကြည့်တဲ့အခါမှာလမ်းမဟုတ်ဘူးလို့ထင်တဲ့အရာတွေကလမ်းဖြစ်နေတတ်တယ်ဆိုတဲ့အရာလေးကိုဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျမတို့ဆင်ခြင်သွားမယ်ထွက်မြောက်ရာလမ်းလို့ပြောတဲ့အခါမှာကျမတို့မြင်ထားတဲ့လမ်းကျမတို့တွေးထား
ထားတယ်ကျမတို့စဉ်းစားထားတယ်ကျမတို့ inspect လုပ်ထားတဲ့အရာတွေရှိတယ်ဆိုတော့အဲ့ဒီဟာတွေကသာလျှင်ထွတ်မြောက်ရာလမ်းလို့ကျမတို့ထင်ပေမဲ့ဖယားသခင်ကထွတ်မြောက်ရာလမ်းကိုပြင်ဆင်မယ်လို့ပြောတဲ့အခါမှာဘယ်လိုပုံစံမျိုးဘယ်လိုလမ်းကထွတ်မြောက်ရာလမ်းလို့နှုတ်ကပတ်တော်ထဲမှာပြောထားခြင်းမရှိဘူးဆိုတော့ခြေနေပေါ်မှာမူတည်ပြီးတော့မှဖယားသခင်ကဒီကနေ့ကျမတို့မမြင်နိုင်တဲ့နီလန်းတွေနဲ့เนาะပုံမှန်မကြတဲ့နီလန်းတွေနဲ့တဘာဝမကြတဲ့နီလန်းတွေနဲ့ထွတ်မြောက်ရာလမ်းကိုပြင်ဆင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုကျမတို့ဆင်ခြင်သွားဖို့ရန်အတွက်ဖြစ်ပါတယ်နှုတ်ကပတ်တော်မသွားခင်ခဏလေးကျမတို့နှုတ်ကပတ်တော်နဲ့အသက်တာတည်တည်ကိုစက္ကန့်အနှံကြပါစို့အဖဖျားကိုရောကိုထူးပဲကျေးဇူးတင်တယ်နာမတော်ထူးပဲချီးမွမ်းပါတယ်ကိုရောဖျားဒီသားသမီးတို့ကိုကောင်းမွန်စွာအိပ်ဆက်ရသောအခွင့်ကိုပေးတည်တာမကနေ့တစ်ထဲမှာဂယုဏတော်နဲ့တဖန်ပြန်လဲပတ်ရတော်ကြောင့်ကျေးဇူးတော်ထူးပဲချီးမွမ်းတယ်ကိုရောဖျားရဲ့ရှင်ပြန်ထားမြောက်ရာနေ့ဖြစ်တဲ့ဒီနေ့မှာလည်းပဲကိုရောရဲ့ချီတော်ရင်းတို့လာရောက်တိုးဝင်ချင်းကပ်ပြီးတော့မှကိုရောကိုဝေပြုကိုးကွယ်ရသောအခွင့်ကိုရောရဲ့မျက်နာတော်ကိုရှာရသောအခွင့်ကိုရောရဲ့စကားတော်ကိုရှာရသောအခွင့်ကိုရောဘုရားပြင်ဆင်ပေးတော့ကြောင့်ကိုရောကိုအထူးပဲကျေးဇူးတင်တယ်။တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရောဆင်းကြွလေသားသမီးတို့အလယ်မှာနေရာယူတော်မူပါ။ကိုရောကိုကြိုဆိုပါတယ်ကိုရောကိုနေရာပေးပါတယ်ကိုရောကိုခေါ်ဖိတ်ပါတယ်။ဝိညာဉ်တော်ဘုရားဒီနေရာမှာလွတ်လပ်စွာအလုပ်လုပ်လျက်ကိုရောရဲ့စကားတော်ကိုရောရဲ့နှုတ်ကပတ်တော်ကိုကိုရောကိုယ်တိုင်စေလွတ်လျက်ကိုရောသွန်သင်လမ်းပြတော်မူပါ။ရှင်လင်းစွာနားလေစေပါဝိညာဉ်တော်ဝိညာဉ်မျက်စိတို့ကိုလည်းကိုရောဖွင့်စေပါ။ကြားတတ်သောနားကိုလည်းကိုရောပြင်ဆင်တော်မူပါအခါဘုရား။နှုတ်ကပတ်တော်ကိုနားမလည်စေသောအရာလက်မခံခြင်းကိုဖြစ်စေသောဝိညာဉ်ဆုံးမောင်မိုက်တို့ရဲ့လှုပ်ရတဲ့ခုချင်းစီတိုင်းကိုယေရှုနာမ၌ချီနှောင်ဖေရှားတယ်။သမီးရဲ့နှုတ်ရှာပါဇက်ကိုကိုရောပေးသိပါပြောတတ်ချင်းတက်ကိုရောပြောသောအရာဖြစ်စေပါကိုရောရဲ့တစားပလာတတ်တာဖြစ်ပါတယ်။အချိန်တိုင်းရဲ့တတ်တာမှုရလုံးစုံကိုရောဘုရားရဲ့လက်တော်ထဲသို့စက္ကန့်အနှံတဲ့အခါမှာသခင်ယေရှုနာမကိုမြည်ပြုလျက်ယူသေးစွာဖြင့်ဆုတောင်းစက္ကန့်အနှံပါတယ်ပါဗျာ။ဆိုတော့ကျမတို့အရင်ဦးဆုံးပေါ့ဘုရားသခင်ပြင်ဆင်တဲ့ထွတ်မြောက်ရာလမ်းကိုကျမတို့ဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ဣသေလလူမျိုးတွေကိုအဲဂရုပြည်ကနေပြီးတော့မှခါနန်ပြည်ကိုဘုရားသခင်ပို့ဆောင်တဲ့အခါမှာเนาะဆိုတော့ကျမတို့အဲ့ဒီနေရာမှာပထမဦးဆုံးဘုရားသခင်ပြင်ဆင်ပေးတဲ့ထွက်ပေါက်ကိုကျမတို့မြင်ရတာဖြစ်တယ်เนาะဆိုတော့ဣသေလလူမျိုးတွေကပင်လယ်နားမှာထွက်လာပြီးအဲဂရုကနေထွက်လာပြီးပင်လယ်နားမှာစခန်းချနေတဲ့အချိန်အနောက်ကနေအဲဂရုစစ်တပ်ကလည်းပဲသူကလိုက်လာတာဖြစ်တယ်ဆိုတော့အရှိမပင်လယ်မှာသူတို့ပင်လယ်နားစခန်းချနေတဲ့အချိန်အရှိမလည်းပဲသွားရမယ့်လမ်းကမရှိတော့ဘူးပင်လယ်ပြစ်ပြီးအနောက်မှာလည်းအဲဂရုစစ်တပ်ကလည်းအလုံးအရင်နဲ့လိုက်လာဆိုတော့သူတို့မှာလမ်းဆိုတဲ့အရာကမရှိတော့ဘူးမရှိတော့တဲ့အခါမှာဘုရားသခင်ကိုသူတို့အော်ဟစ်တယ်ဘုရားသခင်စီမှာမောရှေကဆူတောင်းတဲ့အခါမှာเนาะဆိုတော့လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီပင်လယ်ကိုဖြတ်ဖို့ရန်အတွက်သင်္ဘောတစ်စီးသို့မဟုတ်လှေလိုကောင်းလိုလိုက်မယ်ဒါပေမဲ့ဘုရားသခင်ဒီအဲ့ဒီအချိန်မှာသင်္ဘောကိုလည်းမပြင်ဆင်သလိုလှေကိုလည်းမပြင်ဆင်သလိုဘုရားသခင်ဘာလုပ်လဲလို့ပြောတဲ့အခါမှာကျမတို့အားလုံးသိတယ်ဒီအကြောင်းအရာကเนาะဆိုတော့ဘုရားသခင်ကပင်လယ်ကိုနှစ်ချမ်းခွဲပြီးတော့မှလမ်းဖြစ်စေပြီးတော့မှအဲ့ဒီပင်လယ်အလယ်မှာဖြတ်လျှောက်ရတော့လမ်းကိုဘုရားသခင်ဒီပြင်ဆင်ပေးတယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတယ်ဣသရေလလူမျိုးကအဲ့ဒီပင်လယ်နှစ်ချမ်းခွဲပြီးဘုရားပြင်ဆင်ပေးတဲ့လမ်းမှာရှောက်သွားတဲ့အခါမှာเนาะဆိုတော့သူတို့တစ်ဖက်ကိုရောက်တဲ့အခါမှာသူတို့လွတ်မြောက်သွားတယ်သူတို့ရဲ့ထွက်ပေါက်ကိုဘုရားသခင်ဒီပုံမှန်မကြတဲ့နီလန်းနဲ့ပြင်ဆင်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတာဖြစ်တယ်ဆိုတော့လမ်းမဟုတ်တဲ့လမ်းမမြင်နိုင်တဲ့เนาะလမ်းကနေပြီးတော့မှဘုရားသခင်ဒီဣသရေလလူမျိုးအတွက်ထွက်မြောက်ရာလမ်းထွက်ပေါက်ကိုပြင်ဆင်ပေးတယ်ဆိုတဲ့အရာကိုဒီဥပမာကိုကြည့်ခြင်းအဖြစ်ကျမတို့နားလည်ရတာဖြစ်တယ်ဆိုတော့လူအနေနဲ့စဉ်းစားကြည့်ရင်ဒီအရာကလမ်းမဟုတ်ဘူးဘယ်လိုမှမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်အနောက်မှာလိုက်လာပြီးရန်သူကသေရတော့မယ်ဘယ်လိုပြေးရမှန်းလည်းမသိတော့အရှိမပင်လေကြီးပဲရှိတော့တယ်ဘာဆိုရင်ဘာလမ်းမှမရှိဘူးဆိုတော့အဲ့တော့ဟိုဘက်ကန်းကိုရောက်ဖို့ရန်အတွက်နောက်ဆိုဒါကဘာဝကြကြစဉ်းစားမယ်ဆိုလို့ရှိရင်ဒီနေရာကိုကူးဖို့ရန်အတွက်လွေပေါင်းမြောက်များစွာလိုတယ်သင်္ဘောအမတန်မှကြီးတဲ့နော်သင်္ဘောတစ်စီးလဲလိုတာဖြစ်တယ်ဒါမှသာလေသူတို့ဟိုဘက်ကန်းကိုရောက်မှာဖြစ်မယ်ဒါပေမဲ့ဖျားပြင်ဆင်တဲ့ထွက်မြောက်ရာလမ်းလို့ပြောတဲ့ဒီထွက်ပေါက်ကတော့ဒီကနေ့လှေလည်းမပြင်ဆင်သလိုသင်္ဘောလည်းမပြင်ဆင်သလိုဘုရားသခင်ဒီကနေ့လူမမြင်နိုင်တဲ့နီလန်းလူမတတ်နိုင်တဲ့နီလန်းလူမစင်စားထားတဲ့နီလန်းเนาะလူတွေးထားခြင်းမရှိတဲ့နီလန်းနဲ့ဘုရားသခင်ဒီထွက်ပေါက်ဖြစ်တဲ့ထွက်မြောက်ရာလမ်းကိုဘုရားသခင်ဒီပြင်ဆင်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့မမြင်နိုင်တဲ့လမ်းကနေကျွန်တော်တို့အတွက်ထွက်မြောက်ရာလမ်းကိုပြင်ဆင်လျက်နော်ထုံနီး၎င်းပဲဣသေလလူမျိုးကိုဘုရားသခင်မမြင်နိုင်တဲ့လမ်းကနေတွေးမထားတဲ့လမ်းကနေဘုရားသခင်ပို့ဆောင်ပြီးတော့မှလွတ်မြောက်စေတယ်လို့မျိုးပဲဒီနေ့ကျမတို့အတွက်ထွက်မြောက်ရာလမ်းကိုပြင်ဆင်လျက်နေ့ရက်တိုင်းမှာဘုရားသခင်ဒီပို့ဆောင်ပေးနေတယ်ဆိုတာကိုအဲ့ဒီထွက်မြောက်ရာလမ်းကိုကျမတို့မြင်တတ်ဖို့ရန်အတွက်အမတန်မှအရေးကြီးတာဖြစ်တယ်ကျမတို့ရဲ့အသက်တာထဲမှာနားလည်ဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်အရေးကြီးတဲ့အရာကဘာလဲလို့ပြောလို့ရှိရင်အဲ့ဒီထွက်မြောက်ရာလမ်းကိုပြင်ဆင်တဲ့အခါမှာအဲ့ဒီထွက်မြောက်ရာလမ်းကိုကျမတို့ကကြီးမများပဲနဲ့မြင်တတ်ထွက်တတ်သွားလာတတ်ဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတဲ့အရာကိုပြောပြချင်တာဖြစ်တယ်ဆိုတော့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး16ထဲမှာပါတဲ့အကြောင်းအရာအဖြစ်ကျမတို့အသက်တာကိုဆင်ခြင်တည်ဆောက်သွားမှာဖြစ်ပါတယ်လို့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး16အပိုက်ငယ်17ကနေကျမတို့စပြီးတော့မှကြည့်ဖို့ဖြစ်တယ်17 12ပေါ့နော်နှစ်ပိုက်ကျမတို့အတူ
ဖတ်သွားဖို့ဖြစ်ပါတယ်လို့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး19အပိုင်ငယ်17ကနေ17ဖြစ်ပါတယ် ဘောလို့ဒီ သူကိုဆောင်၍နနက်အချိန်၌တက်စေခြင်းကသူ့အိမ်သို့လူကိုစေလွတ်လေ၏ဒါဝိဒ်မယားမိခါလာကတင်းသည်ယနေ့ညမှာကိုယ်အသက်ကိုမကယ်လျင်နက်ဖြန်နေ့၌အသေးခံရလိမ့်မည်ဟုဆိုလျက်ဒါဝိဒ်ကိုပဒင်းပေါင်းမှလျှော့ချ၍သူသည်အလွတ်ထွက်ပြေးလေ၏ဆိုတော့ဒီကျမ်းပိုက်ကိုဖတ်ဖို့မယ်လို့ထင်တယ်နော်ဆိုတဲ့အခါကျတော့ဆိုတော့ဒီနေ့ရှောလူကဒါဝိဒ်ကိုတတ်ဖို့ရန်အတွက်ကြံစီတဲ့အခါမှာနော်လူကိုစေလွတ်ပြီးတော့မှဒါဝိဒ်ကိုဝိုင်းစေတယ်နော်ဆိုတော့အဲ့ဒီချိန်မှာရှောဒါဝိဒ်ကဘယင်မဖြစ်သေးဘူးဆိုတဲ့အခါကျတော့မိခါလာကရှောလူရဲ့သမီးဖြစ်တယ်နော်ဒါဝိဒ်ရဲ့မယားဖြစ်တယ်ရှောလူသမီးဖြစ်တယ်ဆိုတော့ရှောလူကဒါဝိဒ်ကိုသူတတ်ဖို့ရန်အတွက်သူကြံစီတဲ့အခါမှာသူ့ရဲ့စစ်တီသူ့ရဲ့စစ်သားတွေကိုစေလွတ်ပြီးတော့မှဒါဝိဒ်ကိုဝိုင်းစေတာဖြစ်တယ်ဆိုတော့အဲ့ဒီညမှာမိခါလာကနေပြီးတော့မှဒါဝိဒ်ကိုသူတတိပေးတယ်အကြောင်းအရာဖြစ်တယ်ရှင်ဒီနေ့ညမှာထွက်မပြေးရင်နော်ရှောလူကဒါဝိဒ်ကိုစောက်ရလက်ပြန်နေ့အချိန်တိုင်းအသက်စေခြင်းကသူ့အိမ်ကိုလူကိုစေလွတ်တယ်။နော်ဆိုတော့ဒီနေ့မိခါလာနဲ့ရှောလူနဲ့နေတဲ့အိမ်ကိုလူကိုစေလွတ်ပြီးတော့မှအိမ်ကိုဝိုင်းထားတယ်။ဆိုတော့မိခါလာကသင်ကားတဲ့ယနေ့ညမှာကိုယ်အသက်ကိုမကယ်လျင်နက်ဖြန်နေ့တိုင်းအသေးခံရလိမ့်မည်ဟုဆိုလျက်ဒါဝိဒ်ကိုပဒင်းပေါက်ကနေရှော့ချတယ်ဆိုတော့ဒီအကြောင်းအရာကနော်ဆိုတော့သူ့ကိုမိခါလာကဘာပြောလဲဆိုလို့ချင်းဒီနေ့ညမှာဒီပဒင်းပေါက်ကနေမှဒါဝိဒ်ကမထွက်ပြေးဘူးဆိုရင်နက်ဖြန်နေ့ဆိုရင်တော့အသက်ဘေးကလွတ်ဖို့မလွယ်တော့ဘူး။နော်ဆိုတော့သူဒီလိုပြောတာဖြစ်တယ်ဒါကျွန်မနားလည်လွယ်တဲ့လူစကားနဲ့အရှင်းပြတာဖြစ်တယ်ဘာလို့ဆိုရင်ဗဒင်းပေါက်ဆိုတာကပုံမှန်ဝင်ထွက်သွားလာတဲ့နေရာမဟုတ်ဘူးကျွန်တော်တို့ဒီမှာဗဒင်းပေါက်တွေရှိတယ်နော်နေထိုးတော့လိုက်ကခါထားတယ်ဆိုတော့ဗဒင်းပေါက်ဆိုတာကကျွန်တော်တို့ဘာအတွက်ထားလဲလို့ပြောလို့ရှိရင်လေဝင်လေထွက်ကောင်းမွန်တဲ့အလင်းရောင်ရဖို့ရန်အတွက်ကျွန်တော်တို့ထားတာဖြစ်တယ်ဆိုတော့ဗဒင်းပေါက်ဆိုတာကကျွန်တော်တို့ဝင်ထွက်သွားလာတဲ့နေရာမဟုတ်ဘူးဝင်ထွက်သွားလာတာဒီမှာတကားပေါက်ကြီးရှိတယ်ဒီတကားပေါက်ကြီးကနေပဲကျွန်တော်တို့ကဝင်တယ်ထွက်တယ်သွားလာတာဖြစ်တယ်ဗဒင်းပေါက်ဆိုတာကအလင်းရောင်ရဖို့လေကောင်းလေသန့်ရဖို့ကျွန်တော်တို့မြင်နိုင်ဖို့ရန်အတွက်နော်ဆိုတော့ကျွန်တော်တို့ထားတဲ့အရာဖြစ်တယ်ဆိုတော့ဒီပဒင်းမောက်ကပုံမှန်ဝင်ထွက်သွားလာတဲ့နေရာတစ်ခုမဟုတ်တဲ့အခါမှာဒါဝိဒ်ကနော်တကားပေါက်ကြီးကတော့ရှောလူတက်ကနေပြီးတော့မှသူ့ကိုစောင့်ကြည့်နေပြီးဝိုင်းထားလိုက်ပြီးသူဒီကနေထွက်လို့မဖြစ်နိုင်တော့ဘူးဒါကြောင့်မို့မိခါလာကသူ့ကိုတတိပေးတယ်ရှင်ဒီနေ့ညဒီပဒင်းမောက်ကနေမှထွက်မပြေးဘူးဆိုလို့ရှိရင်တော့မတက်ဖြန်နေဆိုရင်တော့ရှင်ရဲ့အသက်ကတော့အာမခံချက်မရှိတော့ဘူးအသက်ခံရလိမ့်မယ်သူဒီလိုမျိုးပြောတယ်ဆိုတော့ဒါမဲ့နော်ပဒင်းမောက်ဆိုတာကနော်ခုနကျွန်မပြောသလိုပဲလေဝင်လေထွက်ဖို့ရန်အတွက်ထားတဲ့အရာဖြစ်တဲ့အခါမှာလူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီပဒင်းမောက်ကနေဆင်းသွားပြီးထွက်ပြေးဖို့ဆိုတဲ့အရာကတော့စဉ်းစားစရာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါဝိဒ်ကတော့အခုချိန်မှာအဲ့ဒီတကားပေါက်ကနေသူကထွက်လို့မရတော့ဘူးတကားပေါက်ကြီးကနေသူထွက်လို့မရတော့ဘူးအပေါက်မှာအဆောက်အကျက်တွေနဲ့နော်ပိတ်မိနေပြီဖြစ်တယ်ဆိုတော့အဲ့ဒီတကားပေါက်ကနေသူကထွက်သွားမယ်ဆိုရင်နော်ဒီတကားပေါက်ကြီးကနေပဲထွက်သွားမယ်ဆိုရင်ဒါဝိဒ်ရဲ့အသက်တာကဘာဖြစ်လဲလို့ပြောရင်အန္တရာယ်ရှိနေပြီဖြစ်တယ်ဆိုတော့အဲ့ဒီတကားပေါက်ကနေသူထွက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာသူရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေအတွက်ရန်သူနဲ့သူရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေအတွက်ဒါဝိဒ်ဒီသူခံနိုင်ရရှိချင်မှရှိမှဖြစ်တယ်ဆိုတော့ဒါဝိဒ်ကဒီမှာအကြီးကြီးပြဿနာအကြီးကြီးနဲ့သူရင်ဆိုင်ကြုံတွေ့ရပြီးသူ့ရဲ့အသက်ကိုရန်ရှာတဲ့အထိနော်ဆိုတော့သူနှောက်ယှက်ခြင်းနဲ့သူကြုံတွေ့နေရပြီဖြစ်တယ်ဆိုတော့ကြတော့အဲ့တော့သူ့မှာထွက်ပေါက်မရှိတော့ဘူးတကားပေါက်မှာလည်းပဲစောင့်ကြက်ထားပြီးဖြစ်တယ်ဒါဝိဒ်အတွက်လွတ်လန်းဆိုတာကတော့မရှိတော့ဘူးဖြစ်တယ်ဆိုတော့အဲ့ဒီထွက်ပေါက်ကနေပဲသူထွက်သွားမယ်ဆိုလို့ရှိရင်ဒါဝိဒ်ခံနိုင်ဘာဆိုတော့နှုတ်ကပတ်တော်ကပြောတယ်ခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းခံနိုင်ရခွန်အားလူနိုင်ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုပဲပေးကြုံတွေ့ပြီးတော့မှမခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုမကြုံတွေ့စေဘူးလို့ပြောတဲ့အခါမှာဒါဝိဒ်ဒီတကားပေါက်ကြီးကနေပဲထွက်သွားမယ်ဆိုရင်ဒါဝိဒ်ခံနိုင်ခြင်းမှာခံနိုင်မှာဖြစ်တယ်ဒါကြောင့်လို့ဘုရားသခင်ကအဲ့ဒီအချိန်မှာမိခါလာအားဖြင့်နော်ပဒင်းပေါက်ကိုဘုရားသခင်ဒီပြင်ဆင်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ရှင်ဒီပဒင်းပေါက်ကနေထွက်သွားရင်လွတ်မြောက်မယ်လို့ပြောတဲ့အတိုင်းအငယ်7ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာသူဒီအလွတ်ထွက်၍ထွက်ပြေးလေ၏တဲ့လွတ်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒါဝိဒ်ကအဲ့ဒီပဒင်းပေါက်ကနေသူလွတ်မြောက်သွားတယ်သူထွက်မြောက်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်တခါတလေမှာကျွန်တော်တို့ကနော်ပိတ်နေတဲ့တကားတွေကိုဖွင့်ဖို့ရန်အတွက်ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကပဒင်းပေါက်ကိုပဲဖွင့်ထားပေးတတ်တယ်ဆိုတာကိုဒီနေ့ဒီနှုတ်ကပတ်တော်အားဖြင့်နားလည်ရတာဖြစ်တယ်ဆိုတော့ဒါကပုံမှန်မကြတဲ့နီလန်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပဒင်းပေါက်ကနေပဲဒါဝိဒ်ကိုဘုရားသခင်ဒီလွတ်စေခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်တခါတလေမှာပိတ်နေတဲ့တကားပေါက်တွေကိုကျွန်တော်တို့ကြည်ရင်းနဲ့နော်ပွင့်နေတဲ့ပဒင်း
င်းပေါက်တွေကိုကျမတို့လွတ်သွားတာမျိုးအသက်တာထဲမှာသူများမကြုံဘူးလားတော့မသိကျမရဲ့အသက်တာထဲမှာကြုံဘူးတာဖြစ်တယ်ဒီအရာကိုနားလည်ဖို့ရန်အတွက်အမတန်မှအရေးကြီးတာဖြစ်တယ်ဒါကိုကျမတို့မြင်တတ်ဖို့ရန်အတွက်အမတန်အရေးကြီးတာဖြစ်တယ်ပဒင်းပေါက်ကထွက်ပေါက်လို့နော်ဆိုတော့မမြင်တတ်တဲ့အခါမှာအဲ့ဒီပဒင်းပေါက်ကကျမတို့ရဲ့ထွက်ပေါက်လို့ကျမတို့ကြုံတွေ့နေရတဲ့ပြဿနာစုံစမ်းခြင်းအမှုအရာနော်ကျမတို့အခက်ခဲတွေထဲမှာကျမတို့ပိတ်မိနေတဲ့အခါမှာတကားပေါက်ကြီးကပိတ်မိနေတဲ့အခါမှာပဒင်းပေါက်ကကျမတို့ရဲ့ထွက်ပေါက်လို့ကျမတို့မမြင်တတ်တဲ့အခါမှာတကားပေါက်ကိုပဲကျမတို့မလုပ်လဲလို့ပြောလို့ရှိရင်အဲ့ဒီတကားပေါက်ကိုပဲကျမတို့စစ်မလုပ်လဲကျမတို့ကြည်နေတတ်တာဖြစ်တယ်နော်ဆိုတော့ဒါဝိရဲ့အသက်တာကအေးလျာချိုက်မှာနော်သူဂေါလျက်ကိုသူရင်ဆိုင်ခဲ့တယ်ဘာလက်နဲ့မှမပါပါဘူးကျမတို့အားလုံးသိတယ်ဒီအကြောင်းအရာလည်းပဲကြောက်ခဲလေး9လုံးနဲ့နော်တကယ်လူဘလူးကြီးဖြစ်တဲ့နော်ဒီဂေါလျက်ကိုသူရင်ဆိုင်ပြီးတော့မှအောင်မြင်ရတော့အခွင့်ကိုဘုရားရှင်ပေးခဲ့တာဖြစ်တယ်ဆိုတော့အေးလျာချိုက်မှာသူအောင်မြင်ခဲ့တာပဲရှစ်ပြောရမယ်ဆိုလို့ရှိရင်ဒါဝိရဲ့အသက်တာထဲမှာနော်ရန်သူနဲ့ရင်ဆိုင်ကြုံတွေ့တဲ့ experience သူ့မှာရှိပြီးသားဖြစ်တယ်ဟိုတော်ထဲမှာလည်းပဲဝင်နဲ့ခြေနေတဲ့နော်ခြင်သေးတွေနဲ့သူတွေ့ကြုံခဲ့တဲ့အရာတွေနော်ဆိုတော့တော်ထဲမှာသူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အရာတွေသူ့ရဲ့အသက်တာထဲမှာတိုက်ပွဲနဲ့ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့အသက်တာထဲမှာဒါဝိရဲ့အသက်တာထဲမှာအတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတော့အဲ့တော့ဒီတကားပေါက်မှာရှိနေတဲ့ရန်သူကိုငါရင်ဆိုင်မယ်ငါတိုက်မယ်ငါဒီကပဲထွက်မယ်ဆိုပြီးတော့မှသူထွက်သွားရင်ဒါဝိအနေနဲ့ခန္ဓာရင်ခွန်အားရှိခြင်းမှာရှိမှာဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာဘုရားသခင်ပြင်ဆင်တာဒီသူ့အတွက်ပဒင်းပေါက်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါဝိရဲ့လွတ်မြောက်ရာလမ်းတည်ပုံမှန်မကြတဲ့ပဒင်းပေါက်ဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပဒင်းပေါက်ဖြစ်တော့ကြောင့်တကားပေါက်နဲ့တော့တူလားလို့မေးမတူဘူးလေနော်ဆိုတာတကားပေါက်ဆိုတာကတော့ကျွန်တော်တို့ဒီကိုယ်လုံးဝင်ထွက်သွားလာနိုင်တယ်ပဒင်းပေါက်ဆိုတာကတော့သေးသေးလေးဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီကိုဆန့်ကျင်လဲဆန့်မယ်နည်းနည်းအပေါက်ကြီးတဲ့အပေါက်တွေဆိုလို့ရှိရင်တော့ဒီကိုယ်လုံးဆန့်တာပေါ့တချို့ပဒင်းပေါက်ဆိုရင်သေးသေးလေးဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဆန့်ကျင်မှလည်းဆန့်မယ်ဒါကြောင့်မလို့ပဒင်းပေါက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဝင်ထွက်သွားလာနေကြပုံမှန်ကြတဲ့တကားပေါက်ကြီးနဲ့တော့သူမတူနိုင်ဘူးဆိုတဲ့အရာကိုလည်းပဲနားလည်ရတာဖြစ်တယ်ဒါကကျွန်မဗာပြောချင်လဲဆိုလို့ရှိရင်စုံစမ်းနောက်ဆက်ခြင်းတွေအခက်ခဲတွေပြဿနာတွေနဲ့ကျမတို့ကြုံတွေ့ရပြီဖယားကကျမတို့အတွက်ထွက်မြောက်ရာလမ်းကိုပြင်ဆင်တယ်လို့ပြောတဲ့အခါမှာအဲ့ဒီဖယားသခင်ပြင်ဆင်တဲ့ထွက်မြောက်ရာလမ်းကျမတို့ရဲ့ထွက်ပေါက်သည်ကျမတို့စဉ်းစားထားတယ်လို့ကျမတို့တွေးထားတယ်လို့မျိုးကျမတို့မျှော်လင့်ထားတယ်လို့မျိုးကျမတို့ရည်ရွယ်ကြံစည်ထားတယ်လို့မျိုးဟုတ်ချင်မှဟုတ်မယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်ပဒင်းပေါက်ဖြစ်တော့ကြောင့်တကားပေါက်နဲ့တော့သူမတူဘူးเนาะဆိုတော့ဒါကြောင့်မို့ကျမတို့မျှော်လင့်ထားတယ်လို့မျိုးကျမတို့ကြံစည်ထားတယ်လို့မျိုးကျမတို့တွေးထားတယ်လို့မျိုးကျမတို့ထင်ထားတယ်လို့မျိုးကျမတို့မြင်ထားတယ်လို့မျိုးဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့လောလောဆယ်အရေးကြီးတာကအဲ့ဒီနေညမှာဒါဝိကအဲ့ဒီအခန်းထဲကနေလွတ်သွားဖို့ရန်အတွက်ထွက်သွားဖို့ရန်အတွက်ကတော့အရေးကြီးဆုံးဖြစ်တယ်ဆိုတော့ကျမတို့လည်းပဲဒီနေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အမှုရာတွေတဲကနေဖျားပြင်ဆင်တဲ့เนาะဒီပဒင်းတကားကနေကြီးမများပဲနဲ့ဒီအပေါက်ကသေးတယ်ဒီအပေါက်ကကျဲတယ်ဟိုမှာဆင်းရတာအဆင်မပြေဘူးထွက်လို့မကောင်းဘူးအဆင်ပြေခြင်းမပြေမယ်ဆိုပြီးတော့မှကျမတို့ကြီးမများပဲနဲ့ဖယားသခင်ရည်ရွယ်ကြံစီထားတဲ့လမ်းကိုထွက်သွားတတ်ဖို့ရန်အတွက်အမှန်တမ်းအရေးကြီးတာဖြစ်တယ်တခါတလေမှာကျမတို့ရဲ့မိသားစုထဲမှာတခါတလေကျမတို့ရဲ့ education เนาะဆိုပညာရေးထဲမှာကျမတို့ရဲ့လူမှုရေးเนาะကျမတို့ရဲ့လုပ်ငန်းခွင်တွေထဲမှာကျမတို့ ministry ထဲမှာကျမတို့အသင်းတော်ထဲမှာတခါတရံဖယားသခင်ပြီးတကားပိတ်လိုက်တဲ့အခြေအနေမျိုးရှိတတ်တာဖြစ်တယ်ကျမတို့ရဲ့တကားတွေပိတ်သွားတတ်ပါတယ်ဖယားသခင်ကငါ့ကိုအသုံးမပြုတော့ဘူးเนาะဖယားသခင်ကငါ့ကိုဒီနေရာမှာပဲဒီပုံစံပဲထားတော့မယ်ထင်တယ်เนาะဆိုပြီးမှကျမတို့စိတ်ဓာတ်ကြနေဖို့မဟုတ်ပါဘူးပိတ်သွားတဲ့အချိန်မှာကျမတို့ပတ်ဝန်းကျင်မှာဘယ်အရာဖွင့်ထားသလဲဆိုတာကိုကျမတို့မြင်တတ်ဖို့ရန်အတွက်ကျမအထူးအားပေးချင်တာဖြစ်တယ်မိခါလာကဒါကိုသူမြင်တာဖြစ်တယ်เนาะဒါကအခွင့်အရေးပဲသူဒါဝိတ်ကိုသူပြောတယ်เนาะဆိုအဲ့ဒီအခွင့်အရေးကကြာတော့မခံဘူးเนาะဒီမှာသူပြောတဲ့စကားကိုကြည့်လိုက်ဒီနေ့ညမှမသွားရင်မနှက်ဖြန်နေ့ဆိုတာကမသေးကြဘူးအသက်ခံရလိုက်မယ်ပဒင်းပေါက်ကိုတော့ဘုရားသခင်မိခါလာအားဖြင့်ဒါဝိရဲ့ထွက်ပေါက်ကိုပြင်ဆင်တယ်ဒါပေမဲ့အဲ့ဒီထွက်ပေါက်ကကြာမခံဘူးเนาะအချိန်အကြာကြီးတော့မဟုတ်ဘူးခဏလေးအတွက်ပဲဖြစ်တယ်အဲ့ဒီညတညအတွက်ပဲဖြစ်တယ်ဒါကြောင့်မလို့အခွင့်အရေးเนาะဆိုကျမတို့ပတ်ဝန်းကျင်မှာเนาะကျမတို့ရဲ့မိသားစုထဲမှာကျမတို့ရဲ့လုပ်ငန်းခွင်ထဲမှာကျမတို့အသင်းတော်မှာကျမတို့ရဲ့ ministry ကျမတို့သာသနာကျမတို့ရဲ့ပညာရေးစသဖြင့်ပေါ့เนาะဆိုကျမတို့ရဲ့အိမ်တော်ရေးဒီထဲမှာတစ်ခါတလေကြာရင်တကားပိတ်သွားတယ်အဲ့ဒီပိတ်သွားတဲ့တကားပိတ်သွားတဲ့အခါမှာပတ်ဝန်းကျင်မှာเนาะဘယ်အရာဖွင့်ထားသလဲဆိုတဲ့အရာကိုကျမတို့မြင်တတ်ပြီးတော့မှနော်အဲ့ဒီအခွင့်အရေးကကျမတို့အမိအယလက်ဆုပ်ကင်တက်ဖို့ရန်အတွက်အမတမအရေးကြီးတာဖြစ်တယ်အခွင့်အရေးလို့ပြောတဲ့အခါမှာအဲ့ဒီအခွင့်အရေးဒီအကြာကြီးခံတဲ့အခွင့်အရေးမျိုးမဟုတ်ပါဘူးတခဏလေးပဲရတဲ့အခွင့်အရေးဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ဒါဆိုရင်ဒီနေ့ညအတွက်ဒါကအခွင့်အရေးနော်ဒီပဒင်းပေါက်ကဒါဝိတ်တဲ့အခွင့်အရေးပဲမင်းစဉ်းစားနေလို့မရတော့ဘူးလို့ဒါဝိတ်ကိုပြောနေတာဖြစ်တယ်နော်ဆိုတော့ကျတော့မင်းစဉ်းစားနေလို့မရတော့ဘူးမိခါလာသူ့ကိုပြောတယ်မင်းတွေးဝင်နေလို့မရတော့ဘူးနော်မင်းမာနကြီးနေလို့မရတော့ဘူးဘာဖြစ်လို့ဆိုတော့သူဟိုမှာဂေါလျက်ကိုအေးလျာကြိုက်မှာသူနိုင်ခဲ့တာဟုတ်နော်တော်ထဲမှာ
သူနေတဲ့အချိန်မှာတိုးချောင်းနေတဲ့အချိန်မှာလည်းပဲဝန်နဲ့ချင်သေးကိုတော့မှပဲသူနိုင်အောင်တိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့မင်းစဉ်းစားနေလို့မရတော့ဘူးမင်းဒီဟာဒီနေရာကနေပဲငါထွက်သွားမယ်ဆိုပြီးတော့မှဒါဝိတ်လုံးလို့လည်းမရတယ်လို့မျိုးဒီပဒင်းပေါက်ဒီရန်သူကိုငါကဒီလိုပုံစံမျိုးပဒင်းပေါက်ကလို့ပဒင်းပေါက်လို့နေရာမျိုးကနေခိုးကြောင်ခိုးဝဲနဲ့ထွက်ပြေးသွားတဲ့အရာကငါအတွက်သိခါကြတယ်ဒီရန်သူကိုငါဘာလို့မနိုင်ရမလဲเนาะမင်းမာနကြီးနေလို့မရဘူးဒီနေ့ကိုအထင်ကြီးနေလို့မရဘူးမိခါလာကဒါဝိတ်ကိုပြောတယ်မင်းဒီပဒင်းပေါက်ကနေထွက်သွားလိုက်ရင်နော်ဖယားသခင်ပြင်ဆင်ထားတဲ့လမ်းကြောင်းထဲမှာဖယားသခင်ဒီတစ်စုံတစ်ခုလုပ်မယ်ဆိုတာကိုဒါဝိဒ်ဒီအသက်တာထဲမှာခံစားပြီးတော့မှသူအဲ့ဒီပဒင်းပေါက်ကနေထွက်သွားတယ်ဆိုတဲ့အရာကိုကျမတို့နားလည်ရတာဖြစ်တယ်နော်ဆိုတော့ဒါကြောင့်မို့ဒီနေ့ဒီမှာရှိနေတဲ့သူအရောက်တိုင်းရဲ့အသက်တာထဲမှာဖယားသခင်ဒီထွက်မြောက်ရာပဒင်းတကားကိုပြင်ဆင်တာဖြစ်တယ်ဆိုတာကိုကျမပြောပြချင်တာဖြစ်တယ်မိသားစုအတွက်ပဒင်းတကားကျမတို့ရဲ့အိမ်ထောင်မိသားစုအတွက်ပဒင်းတကားကျမတို့လုပ်ငန်းခွင်အတွက်ပဒင်းတကားလေးပဲဖြစ်ကောင်းဖြစ်နိုင်တယ်နော်ကျမတို့အမှုတော်မြတ်အတွက်တကားပေါက်ကြီးကပိတ်သွားတော့လဲပဲပဒင်းတကားလေးတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ကျမတို့အသင်းတော်အတွက်ပဒင်းတကားလေးတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ဖယားသခင်ဒီဖွင့်လျက်ပြင်ဆင်ထားတယ်ဆိုတဲ့အရာလေးကိုဒီနေ့အားပေးချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ညမှာတဲ့မသွားလျင်မိခါလာပြောတဲ့စကားဒီနေ့ညမနေ့ဖြန်နေ့ဆိုရင်မသိကြဘူးဒီနေ့ညလို့ပြောတယ်ဆိုတော့ဒါကြောင့်လို့ညအချိန်ဖြစ်တော့ကြောင့်ပဒင်းပေါက်ရဲ့အပြင်ဘက်ကိုကြည့်မယ်ဆိုရင်မဲမှောင်နေမှာဖြစ်တယ်နော်ဆိုတော့ညလို့ပြောတဲ့ခါမှာဒါကမဲမှောင်နေမှာဖြစ်တယ်တခါတရံမှာပဒင်းတကားကလွတ်မြောက်ရာလမ်းလို့ပြောတော့ကြောင့်ကြည့်လိုက်တဲ့အခါမှာနော်ဘာမှအာမခံချက်မရှိနေသလိုမျိုးနော်မဲမှောင်ပြီးတော့မှဘာမှရေရတာလည်းရှိချင်မှရှိမှဖြစ်တယ်ဆိုတော့ညအချိန်လို့ပြောတော့ကြအပြင်ဘက်ကမှောင်မဲနေတယ်နော်ဒါကလွတ်မြောက်ရာလမ်းကျမတို့ရဲ့ထွက်မြောက်ရာလမ်းလို့ပြောတဲ့အခါမှာနော်ဒီအပေါက်လေးကကျမတို့ရဲ့လွတ်မြောက်ရာလမ်းလို့ပြောတော့ကြနော်ကျမတို့ကြည်လိုက်တဲ့အခါမှာနော်မဲမှောင်ပြီးတော့မှဘာအာမခံချက်မှရှိမနေသလိုမျိုးနော်ရေရတာဘာတစ်ခုမှရှိမနေတာမျိုးလည်းပဲဖြစ်ကောင်းဖြစ်နေနိုင်တာဖြစ်တယ်ဆိုတော့ဒါဝိဒ်အနေနဲ့ तू ဘယ်သွားရမလဲဘာလုပ်ရမလဲဆိုတဲ့အာမခံချက်လည်းပဲအဲ့ဒီချိန်ကသူ့မှာရှိမနေဘူးဒါပေမဲ့အဲ့ဒီပဒင်းတကားကနေဒါဝိဒ် तू ထွက်သွားတဲ့အခါမှာတော့ तू လွတ်မြောက်သွားတယ်ဆိုတဲ့အရာကိုဒီကနေ့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့လေ့လာရင်တွေ့ရတာဖြစ်တယ်စိတ်ဝင်စားစရာကောင်းတဲ့အရာကအဲ့ဒီပဒင်းတကားကနေလွတ်သွားတဲ့ဒါဝိဒ်ကနော်သူဘယ်ကိုဆက်သွားလဲဘယ်နေရာကိုရောက်သွားတာလဲဆိုတဲ့အရာကပါရွေးစိတ်ဝင်စားစရာကောင်းတာဖြစ်တယ်ဆိုတော့ तू အဲ့ဒီပဒင်းတကားကနေလွတ်သွားတယ်သူတို့ရေရတာဘာမှမရှိဘူးတေးကြတာဘာမှမရှိဘူး तू ဘယ်သွားရမှန်းလည်းမသိဘူးညအချိန်လို့ပြောတော့ကြောင့်မဲကလည်းမဲပေါင်နေသေးတယ်ဒါပေမဲ့ဖယားသခင်ပြင်ဆင်တဲ့ဒီထွက်ပေါက်ကနေ तू လွတ်မြောက်သွားပြီးတော့မှ तू ဘယ်ကိုရောက်သွားလဲဆိုတဲ့အရာကပါရွေးစိတ်ဝင်စားစရာကောင်းတာဖြစ်တယ်အပိုက်ငယ်18မှာကျွန်တော်တို့ဖတ်ရအောင်ထို့သောဒါဝိဒ်ကြည်၍ရှောလုလက်မှလွတ်သည်ဖြင့်ရှမွေလရှိရာယာမမြို့သို့ရောက်လေ၏ရှောလုပြုလေသူများတို့ပြန်ကြားပြီးမှရှမွေလသည်သွား၍နာရုပ်ရွာမှနေ၏19ကိုဆက်ဖတ်မယ်ဒါဝိဒ်သည်ယာမမြို့နယ်နာရုပ်ရွာမှရှိကြောင်းကိုရှောလုသည်ကြား၍ဒါဝိဒ်ကိုဖမ်းဆီးခြင်းကစေလွတ်ပြန်၏ဒီနှစ်ပိုက်ပဲဖတ်အောင်မယ်နော်ဆိုတော့ကျန်တာပြီးတော့မှဆက်ဖတ်မယ်18 19နှစ်ပတ်ကိုဖတ်မယ်ဆိုတော့ဒီနေ့ဒါဝိဒ်ထွက်သွားပြီးတဲ့အခါမှာတဲ့ကျွန်တော်တို့ဖတ်တဲ့အခါမှာဒါဝိဒ်ဒီပြေး၍ရှောလုလက်မှလွတ်သည်ဖြင့်ရှမွေလရှိရာယာမမြို့ကိုရောက်သွားတယ်တဲ့သူဘယ်သူစီရောက်သွားလဲဆိုရင်ယာမမြို့ကိုရောက်သွားတာဖြစ်တယ်နော်ဆိုတော့ရှမွေလရှိနေတဲ့ယာမမြို့ဖြစ်တယ်ယာမမြို့ရဲ့အဓိပ္ပာယ်ဒီဟေးနော်မြင့်သောတောင်လို့အဓိပ္ပာယ်ရတယ်ယာမဆိုတဲ့အရာကသူကနော်မြင့်သောတောင်အဲ့ဒီထဲမှာမှရှမွေလကနော်ဆိုတော့ဒီမှာရှောလုပြုလေသမျှကိုကြားပြီးမှရှမွေလသည်သွား၍နာရုပ်ရွာမှနေ၏နော်ဒါဝိဒ်ပြေးပြီးတော့မှရှောလုလက်မှလွတ်ပြီးတော့မှရှမွေလရှိတဲ့ယာမမြို့ကိုရောက်သွားတယ်ရှောလုပြုတဲ့အကြောင်းအရာတွေကိုရှမွေလသည်ကြားတဲ့အခါမှာရှမွေလကသွားပြီးတော့မှဘယ်မှာထပ်နေလဲလို့ပြောရင်နာရုပ်ရွာမှနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတော့အဲ့တော့နော်ဒီယာမဆိုတဲ့အရာကယာမမြို့လို့ပြောတဲ့အခါမှာဒီအရာကမြင့်သောတောင်လို့အဓိပ္ပာယ်ရပြီးတော့မှပြီးတော့ရှမွေလသည်အဲ့ဒီယာမမြို့ရဲ့ဘယ်မှာနေလဲလို့ပြောရင်နာရုပ်ရွာမှာနေတယ်လို့ပြောတယ်ဆိုတော့နာရုပ်ရဲ့အဓိပ္ပာယ်ကနော်ဟိုနေသောနေရာနော်နေသောနေရာအဆောက်အဦဒီလိုမျိုးအဓိပ္ပာယ်ရတာဖြစ်တယ်ဆိုတော့ဒါကြောင့်လို့ရှမွေလအဓိပ္ပာယ်ကကြတော့ဖယားသခင်ရဲ့နာမလို့အဓိပ္ပာယ်ရတယ်ရှမွေလရဲ့အဓိပ္ပာယ်ဒီဖယားရဲ့နာမဖြစ်တယ်ယာမဆိုတာကတော့မြင့်သောတောင်မြင့်သောတောင်လို့အဓိပ္ပာယ်ရတယ်နာယုတ်ကတော့နေသောနေရာတနည်းအားဖြင့်အဆောက်အဦเนาะဒီလိုမျိုးအဓိပ္ပာယ်ရတာဖြစ်တယ်ဆိုတော့ဒီအရာ၃ခုယာမနဲ့နော်နာယုတ်နဲ့ရှမွေလနဲ့ဒီ၃ခုရဲ့အဓိပ္ပာယ်ဒီဟာတွေကိုကျမတို့နော်ဆိုတော့အဓိပ္ပာယ်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဖယားသခင်ရှမွေလရဲ့နာမည်ကဖယားရဲ့နာမနော်ဖယားရဲ့နာမဆိုတော့အဲ့တော့ဖယားသခင်နဲ့အတူမြင့်သောအရက်မှာဖ
ဖယားရဲ့မျက်မှောက်တော်ထဲမှာအတူရှိခြင်းဆိုတဲ့အဓိပ္ပာယ်ရတာဖြစ်တယ်เนาะဆိုတော့မြင့်သောအရက်เนาะနေသောနေရာဖယားရဲ့နာမရှမုလရဲ့အဓိပ္ပာယ်ကဖယားနာမเนาะမြင့်သောတောင်เนาะမြင့်သောအရက်ဖယားနာမရှိတဲ့နေရာပြီးတဲ့အခါမှာနေသောနေရာနာယုတ်ဆိုတာနေသောနေရာဖယားနာမရှိသောနေရာမြင့်သောတောင်မှာเนาะဖယားသခင်နဲ့အတူဖယားမျက်မှောက်နဲ့အတူရှိခြင်းဆိုတဲ့နေရာတစ်ခုကိုဒါဝိဒ်ဒီရောက်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ဘာအားပေးချင်လဲဆိုလို့ရှိရင်ဒီကနေ့မှောင်မဲနေတဲ့မဒင်းတကားတွေကနေဒါဝိဒ်ဒီထွက်သွားတာဖြစ်တယ်ပုံမှန်တကားပေါက်ကြီးတွေကနေထွက်သွားရင်ရောဖယားသခင်မကွယ်ကာဘူးလားလို့မေးရင်ဖယားကွယ်ကာနိုင်ပါလေနော်ဒီရန်သူတွေလက်ကနေဘုရားသခင်ကွယ်ကာနိုင်ပါတယ်အေးလာချိုက်ထဲမှာတော့စောစောတုန်းကကျွန်မပြောသလိုလူဘလူကြီးလက်ထဲကနေတော့မှပဲဘုရားသခင်ဒီကွယ်ကာခက်ပေးပြီးပြီဖြစ်တယ်နော်အောင်မြင်ခွင့်ပေးခဲ့ပြီးဟိုတော်ထဲမှာတိုးချောင်းစင်သူဝင်တဲ့ချင်းသေးကိုလည်းပဲเนาะအဲ့ဒီအန်ဒီရယ်တွေကလည်းဘုရားသခင်ကွယ်ကာခဲ့ပြီးဘုရားပေးအောင်ပေးပြီးဆိုလိုတာကတိုက်ပွဲအတွေ့အကြုံသူ့ထဲထဲမှာရှိခဲ့ပြီးသူ့မှာ experience ရှိပြီးတဲ့လူတယောက်ဖြစ်တဲ့ဒါဝိဒ်ကဒါပေမဲ့ဒီမှာပဒင်းပေါက်ကနေเนาะတကားပေါက်ကနေဘုရားသခင်မထွက်စေဘဲနဲ့ပဒင်းပေါက်ကိုသာပြင်ဆင်ပေးပြီးတော့မှထွက်စေပြီးတော့မှသူ့ကိုဘုရားသခင်ကရောက်သွားစေတဲ့နေရာကမြင့်သောအရက်မှာဘုရားနဲ့အတူရှိတဲ့နေရာတစ်ခုကိုပုံဆောင်တဲ့အရက်ကိုဘုရားသခင်ဒီရောက်စေခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီလိုပဲတစ်ခါတည်းရမှာကျွန်တော်တို့ရဲ့အသက်တာထဲထဲမှာတကားတွေကိုဘုရားသခင်ပိတ်လိုက်တတ်ပါတယ်နော်ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်တကားပိတ်လိုက်တတ်ပါတယ်ဒါပေမဲ့လမ်းမဟုတ်တဲ့လမ်းကျွန်တော်တို့ထွက်ပေါက်မဟုတ်တဲ့ထွက်ပေါက်ဖြစ်တဲ့နော်ပဒင်းတကားသေးသေးလေးတွေကနေကျွန်တော်တို့ကိုထွက်စေပြီးတဲ့အခါမှာဘုရားသခင်နဲ့ယဉ်နီးကျွမ်းဝင်မှုတစ်ခုကိုတည်ဆောက်ပေးတယ်ဆိုတာကိုဒီကနေ့ဒီနှုတ်ဘတ်တော်အဖြစ်နားလည်ရတာဖြစ်တယ်ဒါဝိဒ်ကိုမဲမှောင်နေတဲ့မရေရာမသေးကြတဲ့အနာဂတ်မရှိတဲ့ဘယ်သွားရမှမသိတဲ့မဲမှောင်နေတဲ့ကျင်းကြက်ပဒင်းတကားလေးကနေဘုရားသခင်လွတ်မြောက်စေပြီးတဲ့အခါမှာဒီကနေ့ဘုရားနာမဘုရားရဲ့မျက်မှောက်တော်ဘုရားလူရှိတဲ့နေရာမြင့်သောအရာမှာအတူရှိစေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်လို့မျိုးကျွန်တော်တို့ရဲ့အသက်တာထဲမှာတစ်ခါတလေဘုရားသခင်ဒီတကားတွေပိတ်လိုက်တဲ့အခါမှာဒီကနေ့ဘုရားပြင်ဆင်ထားတဲ့ brain box သေးသေးလေးတွေကနေကျွန်တော်တို့ကိုထွက်စေပြီးတော့မှเนาะဘုရားသခင်နဲ့ယဉ်နီးကျွမ်းဝင်မှုတစ်ခုကိုတည်ဆောက်ပေးတယ်ဆိုတာကိုဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်နားလည်ရတာဖြစ်တယ်အဲ့ဒီကျွမ်းဝင်မှုထဲမှာဒါဝိဒ်ကိုစိတ်ချသွားစေတဲ့အရာကเนาะသူ့ကိုတကယ်ကွယ်ကာလုံခြုံမှုကိုဖြစ်စေတာဒီဘုရားသခင်ဖြစ်တယ်ဆိုတာကိုသူကောင်းကောင်းသိသွားတာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါဝိဒ်အဲ့ဒီနေရာမှာရှိတယ်လို့ရှောလူကြားတဲ့အခါမှာเนาะဒါဝိဒ်ဒီအဲ့ဒီနေရာမှာရှမုလစီကိုရောက်သွားတဲ့ယာမမြို့မှာရှိနေတယ်နာယုံမှာရှိနေတယ်ဆိုတဲ့အရာကိုရှမုလဒီကြားတဲ့အခါမှာရှမုလဒီဘာလုပ်လဲဆိုလို့ရှိရင်ဒါဝိဒ်ရှိတဲ့နေရာကိုသူဆက်လွတ်တာအပိုင်းငယ်ကျမတို့စောစောတုန်းက16ထိဖတ်တာတယ်20ကနေကျမတို့ကြည့်ရအောင်ဒါဝိဒ်ကိုဖန်ဆီးစေခြင်းဟာစေလွတ်ပြန်၏ပရောဖက်အပေါင်းအသင်းတို့သည်ပရောဖက်ပြုလျက်ရှမုလစီရင်လျက်နေသည်ကိုတမန်တို့သည်တွေ့မြင်သောအခါဘုရားသခင်၏ဝိညာဉ်တော်သည်ရှောလူ၏တမန်တို့အပေါ်မှာတက်ရောက်၍သူတို့သည်လည်းပရောဖက်ပြုရကြ၏ထိုတည်းကိုရှောလူသည်ကြားလျင်အခြားသောသူတို့ကိုစေလွတ်၍သူတို့လည်းပရောဖက်ပြုရကြ၏တတိယအကြိမ်ရှောလူသည်စေလွတ်၍ထိုအတူပြုရကြ၏ထိုအခါကိုယ်တိုင်ယာမမြို့သို့သွား၍စေခုရွာ၌ရှိသောရေရင်းကြီးသို့ရောက်သောရှမုလနှင့်ဒါဝိဒ်တို့သည်အဘယ်မှရှိသနည်းဟုမေးလျင်ယာမမြို့နယ်နာယုတ်ရွာမှာရှိပါသည်ဟုကြားလျှောက်လေတော့ထိုအရက်သို့သွား၍ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ်မှာတက်ရောက်သဖြင့်နာယုတ်ရွာတိုင်အောင်ပရောဖက်ပြုလျက်သွားလေ၏နော်ဆိုတဲ့ခါကျတော့အဲ့တော့ဒါဝိဒ်ရှိတဲ့နေရာကိုဖမ်းဖို့ရန်အတွက်နော်ရှောလူသူဘာလုပ်လဲဆိုလို့ရှိရင်သူလူကိုစေလွတ်လိုက်ဒါဝိဒ်အဲ့ဒီမှာရှိနေတယ်ဆိုတဲ့သတင်းကိုကြားတယ်သူလွတ်လိုက်တဲ့လူတွေကအခုကျမတို့ဖတ်သွားတယ်နော်ဖယားသခင်ရဲ့ဝိညာဉ်တော်တို့ထိပြီးတော့တဲ့ဖမ်းမဲ့အစားသူတို့ဘာလုပ်နေလဲလို့ပြောရင်ရှမွေလနဲ့အတူတူပရောဖက်ပြုနေကြတယ်နော်ဆိုတော့ကြည့်နော်ဆိုတော့အခုကျမတို့ဖတ်ပါတယ်ရှင်မွေလာနဲ့အတူတူဖယားစကားကိုပြောဆိုနေကြတယ်ရှင်မွေလာနဲ့အတူတူဝန်ခံနေတယ်ဆိုတာကိုကျမတို့တွေ့ရတယ်အဲ့တော့ပထမတသုတ်လွှတ်လိုက်တယ်မအောင်မြင်ဘူးနောက်တသုတ်ထပ်လွတ်တယ်ထပ်လွတ်တဲ့လူတွေလည်းပထမတသုတ်အတိုင်းပဲထပ်ဖြစ်တယ်ရှင်မွေလာနဲ့အတူ prophet ပြုနေတယ်နောက်ထပ်တတိယတသုတ်တစ်ခါထပ်လွတ်ပြန်တယ်ထပ်လွတ်တဲ့အတိုင်းပဲပထမအရှိကလူတွေလိုပဲဆိုတော့ထပ်ပြီးတော့မှဒီလိုပဲရှင်မွေလာနဲ့အတူတူ prophet ပြုနေကြတယ်နောက်ဆုံးဘာလုပ်လဲကိုယ်တိုင်ကြွတယ်ဆိုတာကိုကျမတို့တွေ့တော်လူသူကိုယ်တိုင်သွားတယ်နော်ဆိုတော့ပိုင်ငယ်22မှာထိုအခါကိုယ်တိုင်ယာမမြို့သို့သွား၍စေခုယာ၌ရှိသောရေရင်းကြီးသို့ရောက်တော့နော်ရှမုလနဲ့ဒါဝိဒ်ကဗမာရှိတယ်လေလို့မေးတဲ့အခါမှာယာမမြို့နယ်နာယုတ်ရွာမှာရှိတယ်ဆိုတဲ့အကြောင်းသူ့ကိုကြားလျှောက်တဲ့အခါမှာတဲ့ထိုအရက်သို့သွား၍ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့ပေါ်မှာတက်ရောက်တဲ့ဖြင့်နာယုတ်ရွာတိုင်အောင်ပရောဖက်ပြုလျက်သွားလေဆိုတော့ရှောလူသူကဒါဝိဒ်ကိုတတ်ဖို့နော်ဆိုတော့အဲ့တော့သူကိုယ်တိုင်ဘာလုပ်လဲဆိုလို့ရှိရင်သူကိုယ်တိုင်အဲ့ဒီနာယုတ်ရွာရောက်တဲ့အထိပရောဖက်ပြုပြီးဘုရားစကားကိုပြောပြီးသွားတာ
တကယ်တော့ရှောလူဒါဝိတ်ကိုသူတောက်ဖို့နော်ဆိုတော့သူလွှတ်လိုက်တဲ့ပထမသတုတ်ဒီလိုမျိုးပဲဒါဝိတ်နဲ့အတူဒီဒါဝိတ်နဲ့ရှင်မိုလာနဲ့အတူတူနော် prophet ပြုနေတာတွေ့တဲ့ခါမှာဒီလူတွေကအသုံးမကျဘူးဒီလူတွေကဒါနော်အသုံးမကျလို့ဖြစ်မယ်ကဲသွားနောက်သတုတ်ဒီတိုင်းပဲဖြစ်တယ်သွားနောက်သတုတ်တတိယသတုတ်ထပ်လို့တယ်ဒီတိုင်းပဲဖြစ်တယ်သူကိုယ်တိုင်သွားတယ်အဲ့ဒီတိုင်းပဲဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရတာဖြစ်တယ်ဆိုတော့ကြီးမားလုံးနဲ့ခံတက်ကြီးဒါဝိတ်မှာရှိလို့လားလို့မေးရင်ဒါဝိတ်မှာဘာခံတက်မှမရှိပါဘူးเนาะကြီးမားတဲ့စစ်တပ်ရဲ့အကွယ်အကာရှိလားလို့မေးရင်လည်းပဲဘာစစ်တပ်ရဲ့အကွယ်အကာမှလည်းသူ့မှာရှိမနေပါဘူးเนาะဆိုတော့ပုံမှန်ထွက်ပေါက်မဟုတ်တဲ့ဗဒင်းတကားလေးကနေထွက်သွားပြီးတော့မှဟိုးတောင်ကုန်းမှာရှိနေတဲ့ဖယားလူဆိုတဲ့လူရှိတဲ့နေရာမှာဖယားရဲ့မျက်မှောက်တော်ထဲမှာသူသွားနေထိုင်လိုက်တဲ့အခါမှာဘယ်လောက်ပဲအင်အားကြီးတဲ့စစ်တပ်လာပါလေစေเนาะရှောလူဆိုတဲ့ရန်သူကိုယ်တိုင်ခြိတက်လာတာတော့မှဒါဝိတ်ကိုထီလို့မရဘဲနဲ့ဒီနေ့ဖယားသခင်ရဲ့ကွယ်ကာခြင်းဖယားသခင်ရဲ့ဝိညာဉ်တော်တို့ထီခြင်းကြောင့်အဲ့ဒီနေရာမှာပြောင်းလဲမှုတွေထူးခြားမှုတွေနဲ့တွေ့ကြုံခံစားရတယ်ဆိုတဲ့အရာကိုဒီအရာအဖြစ်သက်သေတွေ့ရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ရတာဖြစ်တယ်ဆိုတော့သူ့ကိုရန်ပြုဖို့ရန်အတွက်လာတဲ့သူတွေကနော်ဆိုတော့ရန်ပြုလို့မရဘဲနဲ့ဒါဝိတ်ကိုထီလို့မရတဲ့ပြင်ကိုအဲ့ဒီနေရာမှာပြောင်းလဲမှုထူးခြားမှုပါလဲလို့ပြောရင်အားလုံးရောက်လာသမျှလူအားလုံးကဒါဝိတ်နဲ့တူ prophetရှမလာနဲ့အတူ prophet ပြုပြီးတော့မှเนาะဆိုတော့သူတို့အဲ့နေရာမှာဘုရားစကားကိုအတူပြောကြတယ်เนาะဘုရားစကားကိုဝန်ခံကြတယ်အဲ့ဒီနေရာမှာထူးခြားမှုဖြစ်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီလိုဆိုရင်เนาะပုံမှန်မဟုတ်တဲ့ဗဒင်းတကားကနေထွက်သွားတဲ့ဒါဝိတ်ရဲ့အသက်တာဟာเนาะကြီးမားအံ့ဩဖွယ်ရသောပြုပြင်ပြောင်းလဲမှုအတွေ့အကြုံတစ်ကိုဘုရားသခင်ဒီခံစားစေတယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်မအားပေးခြင်းတယ်မခံနိုင်သောစုံစမ်းခြင်းပြဿနာအခက်အခဲကိုဘုရားသခင်ဒီမပေးဘူးခံနိုင်ပြီးအကြောင်းနဲ့ထွက်မြောက်ရာလမ်းကိုပြင်ဆင်တဲ့အခါမှာလည်းပဲအဲ့ဒီထွက်မြောက်ရာလမ်းဒီနေ့တင်တဲ့ကျွန်တော်မျှော်လင့်ထားတယ်လို့ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ကျမတို့မျှော်လင့်ထားတာကတော့တကောက်ပေါက်ကြီးဖြစ်ပေမဲ့เนาะဘုရားသခင်ကเนาะပဒင်းပေါက်လေးတစ်ချမ်းစာလေးပဲဖွင့်ပေးတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီတစ်ချမ်းစာပဒင်းပေါက်လေးကနေထွက်သွားတဲ့အခါမှာတော့နော်တခါမှမတွေ့ကြုံမခံစားဘူးတဲ့အတွေ့အကြုံတစ်ကိုဒါဝိတ်ကဲ့သို့ကျမတို့ရဲ့အသက်တာထဲမှာခံစားရမှာဖြစ်တယ်ဆိုတာကိုဒီကနေ့ပြောပြချင်တာဖြစ်တယ်အလားတူနောက်ထပ်ဖြစ်ရတဲ့ရက်ကိုဆင်ခြင်သွားဖို့ဖြစ်တယ်အဲ့ဒါကတော့ဣဇက်ရဲ့အသက်တာဖြစ်တယ်ဣဇက်ရဲ့အသက်တာမှာဖြစ်တဲ့အမှုရာအဖြစ်ကျမတို့ဆင်ခြင်သွားမယ်ကပ္ပဦးကျမ်းအခန်းကြီး26အပိုင်းငယ်12ကနေ15ကိုကျမတို့ကြည့်ရအောင်ကပ္ပဦးကျမ်း26အပိုင်းငယ်12မှ15ထိုပြည်၌ဣဇက်သည်မျိုးစေ့ကိုကျဲ၍တစ်နှစ်ချင်းတွင်အစတရာသောအသီးနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏သိုးစုနွားစုများကျွန်များသည်ပြည့်စုံကြွယ်ဝ၏ထိုကြောင့်ဖိလိတိလူတို့သည်သူ့ကိုညူစုကြ၏အဘအာဗြဟံလက်ထက်၌အဘဤကျွန်တို့တူသောရေတွင်းရှိသမျှတို့ကိုမြေနှင့်ဖို့ပိတ်ကြ၏ဆိုတော့ဒီမှာဆိုလို့ရှိရင်ဣဇက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဖတ်သွားတဲ့အခါမှာเนาะဣဇက်ဒီမျိုးစေ့ကိုကျဲ၍တစ်နှစ်ချင်းမှာဘလောက်ကောင်းကြီးရလဲဆိုရင်အစတရာသောအသီးအနှံကိုရတယ်တဲ့เนาะဆိုသူအစကောင်းကြီးခံစားရတယ်ဣဇက်ရဲ့အသက်တာဒီကောင်းကြီးခံစားရတယ်ဘလောက်ကောင်းကြီးခံစားရလဲဆိုလို့ရှိရင်အစတရာအထိเนาะတိုးပွားလျက်ကောင်းကြီးခံစားရတယ်တဲ့ဘုရားသခင်ကကောင်းကြီးပေးလွန်အားကြီးလွန်းလို့เนาะရှင်ဘုရင်ကနေနှင်ထုတ်တဲ့အထိเนาะဣဇက်နှင်ထုတ်ခံရတယ်ကောင်းကြီးပေးလွန်အားကြီးလွန်းလို့ရှင်ဘုရင်ကနှင်ထုတ်တဲ့အထိဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဖတ်သွားရင်တွေ့ရတယ်။เนาะဒါတွေမကဘဲနဲ့သူ့ရဲ့ရေတွင်းเนาะသူ့ရဲ့เนาะစီးထွက်ခြင်းဖြစ်တဲ့ရေတွင်းကိုလည်းပဲဒီဖိလိတိလူတွေကလာပြီးတော့မှဖုတ်ပစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။เนาะဆက်ဖတ်တဲ့အခါမှာသူ့အဘလက်ထက်ကရေတွင်းတွေကိုလည်းပဲသူကပြန်တူးပြီးတော့မှပြန်ပေါ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။เนาะရေလဲထွက်လာရောเนาะအဲ့ဒီမှာဘာလို့လဲဆိုတော့ဂေယာနာကျောင်းသားတွေကနေပြီးတော့မှလာလူပြန်တယ်နော်ဆိုတော့ပြောချင်တာကဣဇက်ရဲ့အသက်တာထဲမှာကောင်းကြီးခံစားရတယ်ကောင်းကြီးခံစားရတဲ့အတွက်သူ့ကိုဘာဖြစ်လဲလို့ပြောလို့ရှိရင်သူများတွေကသူ့ကိုမုန်းကြနော်မုန်းတဲ့အတွက်သူနှင်ထုတ်ခြင်းခံရတယ်နှင်ထုတ်ယုံမှာမကပဲနဲ့ဘာလို့လဲဒုက္ခပါပေးတယ်မကောင်းပြောတယ်ပြောချင်တာကကောင်းကြီးဆိုတာကဖခင်ကပဲပေးတာဖြစ်တယ်နော်ကိုရောပေးတဲ့ကောင်းကြီးပဲဘာဖြစ်လို့အခုသူများလာတိုက်ခိုက်တာလဲကိုရောပေးတဲ့ချီးမြှောက်ခြင်းပဲသူများလာပြီးထိုးနှက်တယ်နော်သူများလာပြီးတော့မှလူယူတယ်သူများလာပြီးတော့မှဖျက်ဆီးတယ်ဒါပေမဲ့ဣဇက်အသက်တာကိုကြည့်တဲ့အခါမှာအဲ့ဒီနေရာမှာပဲသူစိတ်ဓာတ်ကျပြီးတော့မှပျော်ပြတ်မသွားဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဖခင်ကောင်းကြီးပေးတယ်ဒါပေမဲ့သူ့မှာအနှောက်အယှက်တွေအများကြီးရှိတယ်နှောက်ယှက်ခြင်းတွေသူကြုံတွေ့ရတယ်နော်ဆိုတော့ခါကျ
တော့ तू အစတရားသောကောင်းကြီးခံစားရတဲ့အခါမှာရှင်ဘုရင်ကသူ့ကိုမောင်းထုတ်တယ်နော်သူ့ရေတွင်းတွေစီးထွက်ချင်းလို့ပြောတဲ့သူ့ရဲ့ရေတွင်းတွေကိုဖိလိတိလူတွေကလာပြီးတော့မှမြေနဲ့ပို့ပစ်တယ်ပြီးတဲ့အခါမှာနော်မြေနဲ့ပို့ပစ်တဲ့အတွက်ကြောင့်မို့ तू နေရာရွှေ့သွားတယ်နော်ပြီးတဲ့အခါမှာသူ့အဖအာဗြဟံလက်ထက်ကရေတွင်းကို तू ပြန်ပြီးတော့မှတူးဖော်တယ်တူးဖော်တဲ့အခါမှာရေလဲထွက်လာတော့တခါဂေယာနွားကြောင်းသားတွေကလာလူပြန်တယ်ငါတို့ရေတွင်းဆိုပြီးတော့မှလာလူပြန်ဆိုတော့ဣဇရဲ့အသက်တာအဲ့ဒီမှာပဲပြိုပြက်မသွားဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်သူရက်တက်မသွားခဲ့ဘူးเนาะတဖြည်းဖြည်းချင်းနဲ့เนาะတဖြည်းဖြည်းချင်းနဲ့သူဘာလုပ်လဲလို့ပြောရင်နေရာရွှေ့သွားတယ်ဒီနေရာမှာအဆင်မပြေဘူးလာတိုက်ခိုက်တယ်သူနေရာရွှေ့သွားတယ်เนาะနောက်တနေရာမှာသူရေတွင်းတူးတယ်သူများလာပို့တယ်လာလူတယ်သူနေရာရွှေ့သွားတယ်တဖြည်းဖြည်းချင်းနဲ့သူနေရာရွှေ့သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်နော်ဆိုတော့ကျန်တစ်ချက်ဖတ်မယ်ကပ္ပဦးကျမ်းအခန်းကြီး26မှာပဲအပိုက်ငယ်23ကနေ25အာဗြဟံ၏ဖျားဖြစ်၏မစိုးရိမ်နဲ့ငါသည်တင့်ဘက်မှာရှိ၏ငါသည်ကောင်းကြီးပေးမည်ငါ၏ကျွန်အာဗြဟံအတွက်သင်၏အမျိုးနွယ်ကိုငါများပြားစေမည်ဟုမိန့်တော်မူ၏ထိုအရက်၌ရစ်ပလင်ကိုတည်၍ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏တဲဟဲကိုလည်းတည်ဆောက်၍ကျွန်တို့သည်ရေတွင်းကိုတူးကြ၏နော်ဆိုတော့အဲ့တော့နော်သူနောက်ဆုံးပင်နေရာကိုရောက်သွားလဲဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တို့ဖတ်လာမယ်ဆိုလို့ရှိရင်ခန်းကြီး26အသေးစိတ်ကျွန်မဒါကြော်ဖတ်လိုက်တာနော်ဆိုတော့ဖတ်လာမယ်ဆိုလို့ရှိရင်အဲ့လိုပေါ့သူလူတယ်သူနောက်တနေရာရွှေ့သွားတယ်မြေနဲ့ဖို့ပစ်တယ်နောက်တနေရာသူရွှေ့သွားတယ်တဖြည်းဖြည်းချင်းသူရွှေ့သွားရင်နဲ့နောက်ဆုံးသူဘေကိုရောက်သွားလဲဆိုရင်အပိုင်းငယ်23မှာနော်ဘာရာရှေဘနော်ဘေရာရှေဘအရက်ကိုသူပြောင်းသွားတယ်တဲ့နော်ဆိုတော့ဘေရာရှေဘကိုသူရောက်သွားတယ်ဆိုတာကိုတွေ့ရတယ်နော်ဆိုတဲ့အခါကျတော့ဒါဆိုရင်ကောင်းကြီးခံစားရတယ်သူများနှင်ထုတ်တယ်ထွက်ပြေးရတယ်သူ့မှာရေတွင်းရှိတယ်เนาะသူများလာဖို့တယ်เนาะဖို့ခံရတဲ့ရေတွင်းသူပြန်တူးတယ်ရေရတယ်လာလူယူသွားတယ်သူနေရာရွှေ့ပေးလိုက်တယ်เนาะထပ်တူးတယ်ထပ်လူတယ်နေရာထပ်ရွှေ့တယ်နော်ဆိုတော့တူးရင်နဲ့နောက်ဆုံးဘေရာရှေဘဆိုတဲ့အရက်ကိုသူရောက်သွားတယ်ဒါပေမဲ့နှုတ်ဘတ်တော်ကဘာပြောလဲဆိုလို့ရှိရင်နောက်ဆုံးအဲ့ဒီဘေရာရှေဘအရက်ရောက်တဲ့အချိန်မှာတဲ့နော်ဖယားသခင်ကသူ့နဲ့လာတွေ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဖတ်သွားတဲ့အခါမှာထိုနေ့ညမှာအပိုက်ငယ်24မှာထာဝရဘုရားသည်ထင်ရှား၍ငါသည်သင်၏ဘအာဗြဟံ၏ဖယားဖြစ်တယ်မစိုးရိမ်နဲ့နော်ငါသင်ဘက်မှာရှိတယ်ငါကောင်းချီးပေးမယ်တဲ့ငါဤကျွန်အာဗြဟံအတွက်သင်၏အမျိုးနွယ်ကိုငါများပြားစေမယ်လို့ဘုရားသခင်ပြောတယ်နော်ဆိုတဲ့အခါကျတော့အဲ့တော့ဆိုအဲ့ဒီမှာနှုတ်ဘတ်တော်ကသူဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီဘေရာရှေဘအရက်ကိုသူရောက်တဲ့အခါမှာဖယားသခင်ကသူ့နဲ့လာတွေ့တယ်တဲ့ထိုနေ့ညမှာထာဝရဘုရားသည်ထင်ရှား၍နော်ထာဝရဘုရားသည်ထင်ရှား၍ဖယားသခင်နဲ့ဘာဖြစ်လဲပြောလို့ရှိရင် face to face နော်ဖယားနဲ့မျက်နှာချင်းစာဘေရာရှေဘမှာသူတွေ့ရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ကောင်းကြီးခံစားရတဲ့နေရာကနေသူပြဿနာရှိတယ်အခက်ခဲရှိတယ်စုံစမ်းနှောက်ယှက်ခြင်းတွေတွေ့တယ်သူရွှေ့လာတယ်ရွှေ့ရင်နဲ့နောက်ဆုံးကောင်းကြီးပေးတဲ့ဖယားသခင်နဲ့နော်ဖူးတွေ့ဒူးတွေ့မျက်နှာချင်းစာသူတွေ့ရတယ်ဆိုတဲ့အရာကိုကျွန်မအယံခွန်အားရတာဖြစ်တယ်ဒီနေရာလေးကနော်အစတရားကောင်းကြီးခံစားရတဲ့အခြေအနေတွေကနေသူရွှေ့လာတယ်နော်ဘာမှလည်းမလုပ်ရဘဲနဲ့သူများတခါလာတိုက်ခိုက်တယ်သူများလာလူတယ်ရွှေ့ရင်နဲ့နောက်ဆုံးမှာကောင်းကြီးနဲ့မဟုတ်တော့ဘဲနဲ့နော်အဲ့ဒီကောင်းကြီးပေးတဲ့ဖယားရှင်နဲ့နော်အဲ့ဒီဘာရာရှေဘအရက်မှာသူတွေ့တဲ့အခါမှာဖယားသခင်ဘုသူဘာလုပ်လဲဆိုရင်ရစ်ပလင်ကိုသူတည်တယ်တဲ့နော်တနည်းအားဖြင့်ပထဝီအနေထားအရာနော်မြေပုံအရကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီဘေရာရှေဘသည်နေဇက်အဆုံးဖြစ်နေပြီနယ်နမိတ်အစွန်တနည်းအားဖြင့်နားလည်အောင်ပြောရင်နယ်ဇက်ပေါ့ကျမတို့မြန်မာပြည်ကနေဆိုလို့ရှိရင်မြဝတီဒီနယ်ဇက်ဒီဘက်တရားလေးကူလိုက်တာနဲ့ထိုင်းနိုင်ငံကိုရောက်ပြီဖြစ်တယ်နော်ဆိုတော့နယ်ဇက်နယ်နမိတ်အစွန်ပဲနော်ဆိုတော့သူရွှေ့ရင်နဲ့နယ်ဇက်ကိုရောက်သွားတာလို့ပြောတာဖြစ်တယ်နော်အပေါ်မှာဆိုရင်ဘာရှိလဲဆိုလို့ရှိရင်ဒဏ်ရှိတယ်နော်အောက်ဘက်မှာကတော့အဲ့ဒီဘေရာရှေဘအရာရှိတယ်နော်အဲ့ဒီအရာကနယ်နမိတ်အကုန်ပဲဖြစ်တယ်နော်ဒါဝိတ်လူတွေကိုရေတွက်တဲ့အခါမှာလीနော်ဆိုတော့ကျမတို့ဖတ်ဖူးတယ်မှတ်လားဒါဝိတ်စစ်တီတွေနော်သူအမဒီရွာဘာကိုသူလူရေတွက်ခိုင်းတဲ့အခါမှာလीနော်ဆိုတဲ့အခါကျတော့ဟိုကာလာနာဖြစ်မလားနော်အစာခေါင်းပါမလားဆိုတော့အဲ့ဒီအကြောင်းအရာမှာသူရေတွက်တဲ့ခါမှာလူကိုရေတွက်တဲ့ခါမှာအဲ့ဒီမှာရေးထားတယ်ဒံမျိုးမှစ၍ဘေရာရှေဘတိုင်အောင်ရေတွက်တယ်လို့ဖော်ပြထားတယ်ဒါကြောင့်မလို့ဒံကနေစပြီးတော့မှဘေရာရှေဘသည်အဆုံးဖြစ်တယ်နော်သူ့ရဲ့နယ်နမိတ်အစွန်ဆုံးအဆုံးဖြစ်တယ်ဒါကြောင့်မလို့ဘေရာရှေဘသည်နယ်စွန်းနော်နယ်နမိတ်အဆုံးနယ်စားဖြစ်တယ်ဆက်သွားဖို့ရန်အတွက်နေရာမရှိတော့ဘူးဆိုလိုတာကနော်ထပ်သွားလို့မရတော့တဲ့အစွန်ဆုံးနေရာမှာအဆုံးစွန်ဆုံးသောနေရာမှာသူရောက်သွားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဖယားသခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ပြီးတဲ့အခါမှာဣ
ဇက်ရဲ့အသက်တာမှာသူ့ကိုကောင်းကြီးပေးတဲ့သူနဲ့သူတွေ့ပြီးတော့မှသူ့ကိုကောင်းကြီးပေးနေတာကဘုရားဆိုတာကိုသူကောင်းကောင်းသိသွားတာဖြစ်တယ်။နော်ဒါဝိဒ်ရဲ့အသက်တာကိုမျှော်လင့်မထားတဲ့လမ်းနဲ့ထွတ်မြောက်ရာလမ်းကိုဘုရားသခင်ပြင်ဆင်ပို့ဆောင်တယ်လို့မျိုးဣဇက်ရဲ့အသက်တာမှာကြတော့ကြုံတွေ့ရတဲ့ပြဿနာတွေကနေမမြင်နိုင်သောအမှုရာနဲ့ဘုရားသခင်ပြင်ဆင်ပြကောင်းကြီးပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ရတာဖြစ်တယ်။နော်ဆိုတော့ဒါကြောင့်မလို့သူသွားစရာမရှိတော့တဲ့နယ်နိမိတ်စုံစမ်းခြင်းနဲ့သူကြုံတွေ့ရတဲ့အနှောက်အယှက်တွေပြဿနာတွေနဲ့ကြုံတွေ့တဲ့သူတဖြည်းဖြည်းချင်းရွှေ့သွားတဲ့စိတ်တမကြဘူးရွှေ့သွားရင်ထွက်သွားလို့မရတော့တဲ့နေရာလဲရောက်တော့နော်ဖယားသခင်ကိုနော်ဖယားသခင်ဒီထင်ရှား၍နော်အဲ့ဒီမှာဖယားသခင်နဲ့သူနဖူးတွေ့ရတော့အခွင့်ကိုသူရသွားတယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်ဒါဝိဒ်ထွက်ပေါက်မဟုတ်တဲ့နေရာကနေထွက်သွားပြီးတော့မှနော်တကယ်ပဲဖယားလူရှိတဲ့မြင့်သောနေရာမှာထူးခြားမှုတွေနဲ့ကြုံတွေ့ရတဲ့ကဲ့သို့နော်ဣဇက်ရဲ့အသက်တာလဲဆက်သွားလို့မရတော့တဲ့နယ်နိမိတ်အစွန်ဆုံးကိုရောက်တဲ့အခါမှာနော်ဖယားသခင်နဲ့တွေ့ရတော့အခွင့်နော်ဖယားနဲ့နော်တဖူးတွေ့ဆုံရတော့အခွင့်ကိုသူတွေ့ရတယ်ဆိုတဲ့အရာလေးကိုနားလည်ရတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့စုံစမ်းခြင်းကျမတို့ရဲ့အသက်တာထဲမှာရှိပါတယ်ဒါပေမဲ့ဘုရားသခင်ဒီကျမတို့မမြင်နိုင်တဲ့ထွက်ပေါက်တွေကိုပြင်ဆင်ပေးတယ်အဲ့ဒီအရာကိုကျမတို့မြင်တတ်ဖို့ရန်အတွက်ဖြစ်တယ်ကျမတို့ထွက်သွားတတ်ဖို့ရန်အတွက်ဖြစ်တယ်ကြီးမများဖို့ရန်အတွက်ဖြစ်တယ်เนาะဆိုတော့ခါကြတော့ဒီအရာလေးကိုပြောချင်တာဖြစ်တယ်နောက်ထပ်အဖြစ်အပျက်တစ်ခုလေးနဲ့အားပေးခြင်းနဲ့ဆိုတော့300အခန်းကြီး7အပိုက်ငယ်3ကိုကျမတို့ကြည့်ရအောင်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး7အပိုက်ငယ်3ဒီအကြောင်းအရာလည်းကျမတို့အားလုံးသိပြီးသားအကြောင်းအရာဖြစ်တယ်သင်သည်အင်ရက်မှထွက်သွားလို့အရှိသို့ပြောင်း၍ယော်ရမြစ်တစ်ဖက်ခရိတ်ချောင်းသားမှာပုံ၍နေလော့ထိုချောင်းရေကိုတောက်ရမည်ကြီးအားတို့သည်တင့်ကိုကျွေးမွေးပြေအကြောင်းငါမှားထားပြီးမိတ်တော်မူသည့်အတိုင်းနော်ဆိုတော့ကျမတို့အားလုံးသိတယ်ဒီအကြောင်းအရာလည်းပဲအေလိယကိုဘုရားကဘာပြောလဲဆိုလို့ရှိရင်ခရိတ်ချောင်းသားမှာသွားနေပါတဲ့ချောင်းရေကိုတောက်ပါဒါပေမဲ့စားဖို့အတွက်တော့မပူနဲ့နော်ခဲရင်ခေါင်းပါတဲ့ကာလဖြစ်ပေမဲ့နော်မနေ့တစ်ခါညတစ်ခါမောက်နဲ့အမဲသားကိုငါပုံမှန်ပို့ပေးမယ်မင်းပုံမှန်စားရမယ်ဒီလိုပြောတာဖြစ်တယ်เนาะဆိုတဲ့ခါကျတော့ဒါပေမဲ့ထူးဆန်းတာကမုံနဲ့အမဲသားကိုဘုရားသခင်ကဘသူ့ကိုပို့ခိုင်းလဲဆိုရင်ကျမတို့အားလုံးသိတယ်เนาะကြီးအားကိုပို့ခိုင်းတယ်ဆိုတာကိုကျမတို့တွေ့ရတယ်เนาะထိုအခါကောင်းကင်တမန်တို့သည်เนาะမုံနဲ့အမဲသားကိုလာ၍ပို့ကြတယ်ဆိုလို့ရှိရင်ဒါသိမထူးဆန်းပါဘူးเนาะထိုအခါဘုရားသခင်ကိုသိသောလူတို့သည်ဘုရားခင်ကိုကြောက်ရွံ့သောသူတို့သည်ဘုရားကိုချစ်သောသူတို့သည်အေလိယအတွက်မုံနဲ့ရေကိုလာပို့တယ်လို့ကျမ်းစာမှာရေးထားတယ်ဆိုရင်ဒါမထူးဆန်းပါဘူးเนาะဆိုတဲ့ခါကျတော့အဲ့တော့နော်ကောင်းကင်တမန်ဆိုတာကဘုရားသခင်ခိုင်းနေကြပဲလေနော်ဆိုတော့ခါကြတော့ဆိုတော့ဘုရားသခင်အခုဒီမှာတော့ဗာလဲဆိုတော့ကြီးအားကိုပို့ခိုင်းနေတဲ့ဘုရားလှုပ်တဲ့ပုံကပုံမှန်မကြတဲ့နီလန်းနဲ့လှုပ်တယ်ဆိုတာကိုကျမတို့နားလည်ထားရင်ဘယ်အရာကဘုရားပြင်ဆင်တဲ့ထွက်မြောက်ရာလမ်းလဲဆိုတာကိုကျမတို့ရဲ့အသက်တာထဲမှာမြင်တက်လာမှာဖြစ်တယ်ဒီနေ့ကြီးအားဒီမစင်ကြယ်သောငှက်ဖြစ်တယ်ဝိပုယကျမ်းအရာဆိုလို့ရှိရင်နော်ကြီးအားကမစင်ကြယ်သောငှက်ပဲကြီးကန်းလို့ပြောရင်ဘယ်သူမှအထင်မကြီးတဲ့ငှက်နော်သစ္စာမရှိတဲ့ငှက်အယောင်မဲမဲနဲ့နော်အပုပ်အသိုးတွေကိုကိုက်ချီစားတော့တဲ့ငှက်မျိုးဖြစ်တယ်နော်အေးလက်ထက်မှာရေကြီးတဲ့အခါမှာနော်ဆိုတော့မြေကြီးပေါ်မှာရေခမ်းမခမ်းနော်သိချင်လို့လွှတ်လိုက်တဲ့အခါမှာပြန်ကိုမလာတော့ဘူးဒီကြီးအားကအဲ့ဒါနဲ့နောက်တစ်ခါဂျိုးငှက်ကိုလွှတ်ရပြန်တယ်ဒါကြောင့်လို့ကြီးအားနဲ့ပတ်သက်လာရင်ကျမတို့အထူးတလဲခွန်အားယူပြီးတော့မှကျမတို့ရဲ့အသက်တာကိုတည်ဆောက်ဖို့ရန်အတွက်ခွန်အားယူရမယ်ငှက်မျိုးထဲထဲမှာဒီကြီးအားကမပါဘူးနော်ဒီနေရာမှာရွှေလင်းယုံလို့ပြောရင်တော့ဟုတ်တာပေါ့နော်ရွှေလင်းယုံဆိုတာကတော့ကျမတို့ဟေရှာယမှာဖတ်မယ်ဆိုရင်လည်းတွေ့ရတယ်ခွန်အားယူစရာတွေများစွာရှိတယ်နော်အခုကကြီးအားဖြစ်တယ်ကြီးဆိုတဲ့ငှက်ကသူ့ပါဇက်ထဲအစာရောက်သွားရင်ပေးဖို့နေတာပါစားပြစ်မဲ့ငှက်မျိုးဖြစ်တယ်เนาะကျမတို့ပတ်ဝန်းကျင်မှာကြီးမြင်မှုတဲ့ကြီးဆိုတဲ့ငါတကောင်ကအစာကိုခြီသွားပြီးတော့မှနောက်တကောင်ကိုသွားကျွေးတဲ့ထုံးစံမရှိပါဘူးเนาะတကောင်ပါဇက်ထဲကနေတာတကောင်ကလိုက်လူတာเนาะလိုက်လူပြီးတော့မှတို့ဒီလိုမျိုးလူရက်ပြီးတော့မှစားတယ်သစ္စာမရှိဘူးကြီးဆိုတဲ့မျိုးကတကူခေါင်းဆန်တဲ့ငှက်မျိုးဖြစ်တယ်သစ္စာမရှိတဲ့ငှက်မျိုးဖြစ်တယ်เนาะဖယားကအသုံးပြုပြီးတော့မှအဲ့ဒီငှက်နဲ့အဲ့ဒီငှက်ကိုအသုံးပြုပြီးတော့မှအေလိယကိုကျွေးမွေးတာဖြစ်တယ်နော်ဆိုတော့ခုနကကျွန်မပြောသလိုပဲဝိပုယထဲကအတိုင်းဆိုလို့ရှိရင်တော့အဲ့ဒီကြီးကမစင်ကြယ်တဲ့ငှက်မျိုးဖြစ်တယ်အေလိယဘာငှက်လဲဆိုတာကို तू မကြည့်ဘူးဘာလာပို့လဲဆိုတဲ့အရာကို तू ကြည့်တာဖြစ်တယ်နော်အဲ့ဒီခေါင်းပါရအစာခေါင်းပါရကာလမှာနော်ဘုရားသခင်ကအေလိယကိုပုံမှန်ကျွေးမွေးခဲ့တာဖြစ်တယ်ဒါပေမဲ့အေလိယ तू မျော်လင့်ထားတဲ့ပုံစံနဲ့ဘုရားသခင်ကျွေးမွေးတဲ့ပုံစံကနော် तू မျော်လင့်ထားတဲ့ပုံစံမျိုးဟုတ်ချင်မှဟုတ်ပါလိမ့်မယ်နော် तू ထင်ထားသလိုဟုတ်ချင်မှဟုတ်လိမ့်မယ်နော်ပုံမှန်မကြတဲ့နီလန်းအားဖြင့်အဲ့ဒီအစာခေါင်းပါရကာလအဲ့ဒီအခက်ခဲကြတဲ့မှာဘုရားသခင်ဒီအေလိယအတွက်ပြင်ဆင်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ဘုရားသခင်ပြင်ဆင်တဲ့အရာတိုင်းကျမတို့ရဲ့ထွက်ပေါက်တစ်ခုအဖြစ်ဘုရားသခင်ပြင်ဆင်တဲ့အရာတိုင်းကပုံမှန်ကြတာမျိုးဖြစ်ချင်မှဖြစ်လိမ့်မယ်ကျမတို့မျှော်လင့်ထားသလိုကျမတို့တွေးထားသလိုကျမတို့စဉ်းစားထားသလိုမျိုးကျမတို့ဖြစ်ချင်တဲ့ပုံစံကျမတို့ inspire လုပ်ထားတဲ့ပုံစံမျိုးဟုတ်ချင်မှဟုတ်လိမ့်မယ်နော်ဒါကြောင့်ဒီနေ့အထူးအားပေးခြင်းစုံစမ်းနှောက်ယှက်ခြင်းကာလဖြတ်တန်းရနိုင်တယ်နော်အစာခေါင်းပါးရာကာလလို့
ပြောတဲ့ခက်ခဲခြင်းထဲမှာလည်းပဲကျမတို့ဖြတ်သန်းရနိုင်ပါတယ်လုပ်ငန်းခွင်ရဲ့စိန်ခေါ်မှုရှိနိုင်တယ်နော်ဝိညာဉ်ရေးရာထဲမှာခေါင်းပါတဲ့အရာတွေရှိနိုင်တယ်နော်မိသားစုထဲမှာစိန်ခေါ်မှုတွေရှိနိုင်တယ်ဒါပေမဲ့ကျမတို့နားလေရမယ့်အရာဒီဖရာသခင်ကမခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုမပေးဘူးတဲ့ခံနိုင်ပြီအကြောင်းနဲ့ထွက်မြောက်ရာလမ်းကိုပြင်ဆင်တယ်တဲ့အဲ့ဒီထွက်မြောက်ရာလမ်းကပဒင်းပေါက်တချမ်းစာလေးဖြစ်ရင်လည်းဖြစ်မယ်ဆက်သွားစရာမရှိတော့တဲ့နော်နေစွန်နေဖျားလေးနေနမိတ်ကလေးနေဇက်လေးလည်းဖြစ်ရင်လည်းဖြစ်မယ်ကြီးကန်းဖြစ်ရင်လည်းဖြစ်မယ်ကျမတို့ရဲ့ထွက်ပေါက်ကအေလိယရဲ့ထွက်ပေါက်ဒီကြီးကန်းဖြစ်တယ်အစာငတ်တယ်လေခရိတ်ရေချောင်းမှနေပြီးတော့မှခရိတ်ရေကိုတောက်ပြီးတော့မှရေတစ်မျိုးပဲသူတောက်ရတာဟုတ်အစာကတော့မရှိဘူးဘုရားသခင်ကြီးကန်းအဲ့တော့သူ့ရဲ့ထွက်ပေါက်ဒီကြီးကန်းဖြစ်တယ်နော်ကြီးကန်းဖြစ်ရင်ဖြစ်မယ်ပဒင်းပေါက်လားနေဇက်လားကြီးကန်းလားဆိုတာထက်ဘုရားသခင်ဘာလုပ်မလဲနော်ဘုရားဘာကျွေးမလဲဆိုတာကိုမြင်တတ်ဖို့ကအရေးကြီးတာဖြစ်တယ်တခါတရံမှာဘာငှက်လဲဆိုတာကိုကျမတို့ကြည့်တဲ့အတွက်နော်သူ့မှာပါလာတဲ့အမဲသားကိုမစားမိတဲ့အခြေအနေမျိုးဖြစ်မသွားဖို့အမတမအရေးကြီးတာဖြစ်တယ်ကျမတို့ရဲ့အသက်တာထဲမှာဘာငှက်လဲဆိုတာကိုကျမတို့ကြည့်ပြီးတော့မှကြီးများနေလို့သူ့မှာပါလာတဲ့အစာကိုကျမတို့မစားလိုက်ရတဲ့အဖြစ်မျိုးတွေများစွာကြုံတွေ့ရတာဖြစ်တယ်။ပိတ်မိနေတဲ့အခြေအနေမှာဘုရားဖွင့်ပေးတဲ့ပဒင်းပေါက်လေးကိုမမြင်ဘဲနဲ့နော်ပိတ်ထားတဲ့တကားပေါက်ကြီးကိုပဲကျမတို့ကြည့်နေပြီးတော့မှအခွင့်အရေးကိုလက်လွတ်လိုက်ရတာမျိုးမဖြစ်ဖို့ရန်အတွက်တာရွေ့အရေးကြီးတာဖြစ်တယ်။ဖျားပေးတဲ့ကောင်းကြီးနဲ့နော်ဣဇက်ကိုကြည့်တဲ့အခါမှာဖျားခင်ကောင်းကြီးပေးတာပဲဖျားပေးတဲ့ကောင်းကြီးနဲ့အလုံးရှုပ်နေပြီးတော့မှနော်ဒါငါရေတွင်းနော်ဒါငါအဖရေတွင်းဒါငါနေရာဆိုပြီးတော့မှနေရာလူနေရင်ဖယားသခင်နဲ့နှစ်ဘူးတွေ့ဒူးတွေ့ရမယ်အကြီးမားဆုံးသောကောင်းကြီးမင်္ဂလာနဲ့လွဲမချော်သွားဖို့ရန်အတွက်တာရွေ့အရေးကြီးတာဖြစ်တယ်။ဘဝမှာဘုရားသခင်ဒီထွတ်မြောက်ရာလမ်းကိုပြင်ဆင်တဲ့အခါမှာဒီနေ့သင်နဲ့ကျွန်တော်မျှော်လင့်မထားတဲ့ပုံစံမျိုးနဲ့ဖြစ်နေနိုင်ပါတယ်။เนาะကျမတို့ inspect လုပ်ထားတဲ့ပုံစံမျိုးမဟုတ်တဲ့အခါမှာဒါကဘုရားပြင်ဆင်တာမဖြစ်နိုင်ဘူးလို့ကျမတို့ထင်သွားတတ်တယ်။နော်ဆိုတော့အဲ့ဒီຢာကအခွင့်အရေးကိုလက်လွတ်လိုက်ရတာဖြစ်တယ်အဲ့ဒီလိုမဖြစ်ဖို့ရန်အတွက်ဘုရားသခင်အလုပ်လုပ်တဲ့အလေးလာကိုနားလည်ဖို့ရန်အတွက်ဒီနေ့အထူးအားပေးချင်တာဖြစ်တယ်နောက်ဆုံးနေမန်ရဲ့အသက်တာလေးကျမ်းစာတော့မဖတ်တော့ဘူးနေမန်ရဲ့အသက်တာလေးနဲ့နော်ဆိုတော့ကျမတို့ဝိညာဉ်ရေးရဆင်ကျင်သွားဖို့ဖြစ်တယ်ဆိုတော့နေမန်ကျမတို့အားလုံးသိတယ်ဗိုလ်ချုပ်နေမန်ဘုရားဘယင်ရဲ့အရှိမမျက်နှာသာရတယ်နော်ဘယင်ကသူ့ကိုမျက်နှာသာပေးတယ်တိုက်ပွဲတွေများစွာသူအောင်မြင်တယ်နော်ဗိုလ်ချုပ်နေမန်ဖြစ်တယ်နော်ဆိုတော့ဒါပေမဲ့သူဘာဖြစ်လဲနူနာဆွဲတယ်ကျမတို့အားလုံးသိတယ်ဒါပေမဲ့သူ့ရဲ့ထွက်မြောက်ရာကဘာလဲလို့ပြောရင်ယော်ဒန်မြစ်ဖြစ်တယ်နော်ဆိုတော့ယော်ဒန်မြစ်ဖြစ်တယ်415ကိုကျွန်တော်တို့ဖတ်ရင်တွေ့ရမယ်ဆိုတော့ကျမ်းစာတော့မဖတ်တော့ဘူးအားရင်ဖတ်ကြည့်ပါသူထင်တာကနော်ဆိုတော့အဲ့တော့နော် तू နူနာဆွဲပြီးအဲ့တော့သူ့အိမ်မှာရှိနေတဲ့ကြုံမလေးကနော်ဆိုတော့အဲ့တော့သူ့နိုင်ငံမှာဣသေလကိုသွားပါနော်သူ့နိုင်ငံမှာရှိနေတဲ့ဒီဖျားလူပရောဖက်အေလိယစီကိုသွားပါသူလမ်းညွှန်နော်ကြုံမလေးအားဖြင့်နော်သူဘာဖြစ်လဲဆိုတော့ခါကြတော့သူ့ရဲ့ထွတ်မြောက်ရာကိုသူတွေးခဲ့ပြီနော်သူ့ရဲ့ထွက်ပေါက်ကိုသူရပြီနော်ဆိုတော့သူဖျားလူစီကိုသူလာတယ်ဖျားလူစီကိုသူရောက်လာပြီဖျားသခင်ရဲ့အကြံစီဖျားသခင်ရဲ့လမ်းကြောင်းတွေကိုသူဝင်လာပြီဒါပေမဲ့အေလိယကသူထင်ထားတာသူမျှော်လင့်ထားတာကသူ့ကိုအေလိယတီလာပြီးတော့မှလက်တင်ဆုတောင်းပေးမယ်သူဒီလိုမျှော်လင့်ထားတာနော်သူ inspect လုပ်ထားတာကအေလိယသူ့ကိုလာပြီးဆုတောင်းပေးမယ်လက်တင်ပြီးတော့မှဆုတောင်းပေးရင်ဒီနူနာသူပြောက်သူဒီလိုထင်ထားတာဒါပေမဲ့အေလိယကထွက်တောင်မလာဘဲနဲ့သူ့ကိုပြောလဲယော်ဒန်မြစ်မှာ9ကြိမ်ရေချိုးဖို့သူ့ကိုပြောတဲ့အခါမှာသူမျှော်လင့်ထားတဲ့ပုံစံမဟုတ်တဲ့အခါမှာသူဘာဖြစ်လဲသူအရန်စိတ်ဆိုးတယ်နော်သူမေ့နေတာကအခုသူနူနေတယ်သူအဲ့ဒါကို तू မေ့သွားတယ် तू မျောလင့်ထားသလိုမဟုတ်တဲ့အခါမှာ तू စိတ်ဆိုးတယ်เนาะ तू ကအောင်မြင်တဲ့ तू အခွင့်အရေးရှိတဲ့ तू เนาะဒါပေမဲ့ तू အခုနူနေပြီဘယ်လောက်ပဲအောင်မြင်ခဲ့လဲ तू ဘယ်လောက်အောင်မြင်ခဲ့လဲအရေးမကြီးပါဘူးเนาะ तू ဘယ်လောက်ကြော်ကြားခဲ့လဲဆိုတဲ့အရာကအရေးမကြီးပါဘူးအရေးကြီးဆုံးကသူ့ရဲ့အခုကြုံတွေ့ခံစားနေရတဲ့နူနာပျောက်ဖို့ရန်အတွက်ဖြစ်တယ်နောက်ဆုံးเนาะဆိုတော့ကြတော့ तू ဒီအရာတွေကိုနော်သူအရန်သူစိတ်ဆိုးတယ်ငါနိုင်ငံမှာတားထက်ကောင်းတဲ့မြစ်တွေရှိတာပဲဖာမြစ်တို့ပါတော့နေနော်ဆိုတော့ကျွန်တော်တို့ဖိုင်တွေ့ရမယ်ဆိုတော့ခါကျတော့အဲ့ဒီမှာချိုးလဲရရသားနဲ့နော်ဆို तू ကလာပြီးတော့မှထွက်ပြီးစုမတောင်းပေးပဲနဲ့ဒီမြစ်ရေမှာရေချိုးခိုင်းတာဘာဖြစ်လို့လဲမချိုးဘူးနော် तू ဒီလိုမျိုး तू ပြောတယ်ဆိုတော့နောက်ဆုံးသူ့ရဲ့ကျွန်တွေရဲ့စကားတွေကိုနားထောင်လိုက်တဲ့အခါမှာ तू ဘာဖြစ်လဲနူနာပျောက်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ် तू ကြုံတွေ့ရတဲ့စုံစမ်းခြင်းပြဿနာကိုဖြေရှင်းတဲ့အခါမှာ तू မျှော်လင့်ထားတဲ့ပုံစံနဲ့မဟုတ်ဘူး तू လောက်ချင်လွန်အားကြီးလွန်းလို့အဲ့ဒီယော်ဒန်မြစ်ထဲမှာ तू ရေချိုးလိုက်တာမဟုတ်ပါဘူးနော်ဆိုတော့ तू လှုပ်ချင်လွန်းတဲ့နီလန်းတော့မဟုတ်ပါဘူး तू မလှုပ်ချင်နဲ့ဝန်ခံလိုက်တဲ့အခါမှာနော်ဖယားသခင်ရဲ့နီလန်းထဲမှာ तू မလှုပ်ချင်နဲ့ तू ဝန်ခံလိုက်တဲ့အခါမှာနေမန်ရဲ့အသက်တာပြီးကောင်းကြီးဖြစ်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပြောချင်တာကလွတ်မြောက်ဖို့ကတကားလားပဒင်းပေါက်လားဆိုတာကအရေးမကြီးပါဘူးအရေးကြီးတာကအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းအခန်းထဲကနေနော်ဒါဝိတ်လွတ်မြောက်သွားဖို့ကအရေးကြီးတာဖြစ်တယ်နော်အစာလာဖို့တာကကြီးကန်းလားကြီးအလားလင်းယုံလားအရေးမကြီးပါဘူးနော်ဒီနေ့မှာအေလိယအစာစားရဖို့ကအရေးကြီးတာဖြစ်တယ်နေမန်နူနာပျောက်ဖို့ကယော်ဒန်မြစ်လားနော်သူတို့စီကပိုကောင်းတဲ့ဖာမြစ်လားဒါကအရေးမကြီးပါဘူးအဓိကအရေးကြီးတာကနူနာပျောက်သွားဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်မို့နော်ဒီမှာရှိတဲ့ညီကောင်မောင်တို့
ဒီနေ့ကာလကအရင်နဲ့မတူတဲ့ခဲရင်တဲ့ကာလကိုကျမတို့တွေကပုံစံအမျိုးမျိုးနဲ့ဖြတ်သန်းနေရပါတယ်နော်ဘဝမှာအရင်အခြေအနေနဲ့မတူတဲ့အခြေအနေတွေထဲမှာကျမတို့ကိုယ်စီဖြတ်သန်းနေရတာဖြစ်တယ်။ထိုင်းနိုင်ငံဆိုလို့ရှိရင်လွန်ခဲ့တဲ့10စုနှစ်တစုကလိုပုံစံမျိုးမဟုတ်တော့နော်အလုပ်သမားတွေလည်းတဖြည်းဖြည်းနဲ့ခက်ခဲလာတယ်။အရင်ကမတူဘာကြောင့်လဲလို့ပြောလို့ရှိရင်ခဲရင်ဆိုးရုပ်တဲ့ကာလထဲမှာကျမတို့ဖြတ်သန်းနေရတာနော်အရင်နဲ့မတူတဲ့အရာတွေထဲကနေနော်အရာတွေထဲမှာကျမတို့ဖြတ်သန်းနေရတယ်။ဒါပေမဲ့ဘလောက်ပဲကျမတို့ဒီခန်းရင်ဆိုးရုပ်တဲ့ကာလထဲမှာဖြတ်သန်းနေရပါစေအရင်နဲ့မတူတဲ့အရာထဲကနေကျမတို့ထွက်သွားရွှေ့သွားတဲ့အခါမှာအခုကျမတို့ဥပမာနဲ့တကွာဆင်ကျင်သွားတဲ့လူ၄ယောက်ရဲ့အသက်တာထဲမှာဖယားသခင်နဲ့တာ၍ယဉ်ဤကျွမ်းဝင်ခြင်းရှိသွားတဲ့အရာတွေဖယားသခင်နဲ့မျက်နှာချင်းဆိုင်ရတဲ့အရာတွေဖယားနဲ့တွေ့ဆုံရတဲ့အရာတွေဖယားပြင်ဆင်တဲ့ကောင်းကြီးနော်ဖယားကောင်းကြီးပေးတဲ့အရာတွေအများကြီးသူတို့ရဲ့အသက်တာထဲမှာခံစားသွားရတယ်ဆိုတာကိုကျမတို့တွေ့ရတာဖြစ်တယ်အေလိယရဲ့အသက်တာထဲမှာခံစားသွားရတယ်နော်ဣဇက်အသက်တာထဲမှာခံစားရတယ်နော်ပြီးတဲ့အခါမှာနေမန်ရဲ့အသက်တာထဲမှာခံစားရတယ်ဒါဝိဒ်သက်တာထဲမှာခံစားရတယ်ဒီကိစ္စအားလုံးကိုဘုရားသခင်ဒီလွယ်လွယ်ကူကူနဲ့ဖြေရှင်းမယ်ဆိုရင်ဖြေရှင်းလို့ရပါတယ်ဒါပေမဲ့လမ်းမဟုတ်တဲ့လမ်းတွေထွက်ပေါက်မဟုတ်တဲ့ထွက်ပေါက်တွေနဲ့နော်ထင်မထားတဲ့နေရာကနေဘုရားသခင်ဒီထွက်စေလွတ်မြောက်စေပြီးတော့မှသူ့နဲ့ကျွမ်းဝင်မှုကိုဖြစ်သွားစေတယ်ဆိုတာကိုနားလည်ရတာဖြစ်တယ်ဒီနေ့ကျမတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေကနေလွတ်မြောက်ရာလမ်းကိုနော်ကျမတို့ဆုတောင်းကြတယ်နော်ဒါပေမဲ့တကားပေါက်ကြီးကိုပဲကင်ပြီးတော့မှနော်ကိုတော့ဖွင့်ပေးပါလို့ကျမတို့နော်ကျမတို့ဆုတောင်းရင်ဖယားသခင်ပြင်ဆင်ထားတဲ့ပတင်းပေါက်ဖယားဖွင့်ပေးထားတဲ့ပတင်းပေါက်ကိုကျမတို့လွတ်သွားနိုင်မယ်နော်ဆိုတဲ့ခါကျတော့ဒါကြောင့်မလို့ဘုရားသခင်ကြွေးပါလို့ကျမတို့ဆုတောင်းပြီးတော့မှနော်ကောင်းကင်တမန်လာချပေးမယ်လို့ကျမတို့မျှော်နေရင်တော့နော်ကြီးအားလာချပေးတဲ့အစာကိုကျမတို့လွတ်သွားမှာဖြစ်တယ်အနာရောဂါပျောက်ဖို့ဆုတောင်းရင်းနဲ့နော်ဒီနီးလန်းထဲမှာပျောက်ပါစေဆိုတဲ့ပုံသေးခွက်ထဲမှာထည့်ထားရင်ကျမတို့ယော်ဒန်မျက်နှာရောက်ကမှဘာဖြစ်လဲလွဲချော်သွားမှာဖြစ်တယ်နော်ဘုရားသခင်ကိုတော်ပဲကောင်းကြီးပေးပြီးတော့မှအခုတော့ဟိုလူကလာလူဒီလူကလာလူဟိုပြေးဒီပြေးနဲ့ဘာလို့ဒီလိုဖြစ်နေရတာလဲကိုတော်ပဲကောင်းကြီးပေးထားပြီးတော့မှဒီမှာပေရရှေဘအရက်မှာလမ်းဆုံးနေပြီနော်ဘုရားသခင်ဘယ်လိုဖြစ်လဲဒါပေမဲ့အဲ့ဒီလမ်းဆုံးမှာဘုရားသခင်နဲ့မျက်နှာချင်းဆိုင်ရတဲ့အခွင့်အရေးကိုဣဇက်ဒီရခဲ့တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဘုရားပြင်ဆင်တဲ့ကျမတို့ထွက်မြောက်ရာလမ်းကျမတို့ရဲ့ထွက်ပေါက်ကိုမြင်တတ်ဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်။ကျမတို့ရဲ့မာနကျမတို့ရဲ့အတ္တတွေကျမတို့ရဲ့ပုံစံခွက်တွေအခုကအစကျမတို့ဖယ်လိုက်ဖို့ရန်အတွက်ဖြစ်တယ်။တကားပေါက်ကြီးကမှထွက်ပေါက်ဆိုတာတကားပေါက်ကြီးကမှငါတို့ရဲ့ထွက်ပေါက်ဆိုတဲ့အရာတွေကိုဖယ်လိုက်ဖို့ဖြစ်တယ်။ကောင်းကင်တမန်လာကျွေးမှစားမယ်ဆိုတဲ့အရာတွေကိုကျမတို့ဖယ်လိုက်ဖို့ဖြစ်တယ်။အခုအချိန်နော်အခုစီစဉ်မှာဘုရားသခင်ပြင်ဆင်တဲ့အရာပေါ်မှာသင်နဲ့ကျွန်တော်ဝန်ခံဖို့ကပါ၍အရေးကြီးတာဖြစ်တယ်။ဘုရားပြင်ဆင်တဲ့ပတင်းပေါက်ပဲဖြစ်ဖြစ်နယ်ဇက်ပဲဖြစ်ဖြစ်ကြီးအားပဲဖြစ်ဖြစ်ယော်ရန်ပဲဖြစ်ဖြစ်เนาะကျမတို့ဝန်ခံလိုက်တဲ့နောက်ွယ်မှာအံ့ဩဖွယ်ရာဘုရားရဲ့ပြင်ဆင်ခြင်းကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဆိုတဲ့အရာကိုဒီကနေ့နှုတ်ဘတ်တော်အားဖြင့်အားပေးခြင်းတာဖြစ်တယ်။လူတိုင်းအခက်ခဲဆိုတဲ့စုံစမ်းခြင်းတွေထဲမှာဖြတ်တန်းရမှာဖြစ်တယ်။မခံနိုင်တဲ့စုံစမ်းခြင်းကိုဘုရားသခင်ဒီမပေးသလိုခံနိုင်ပြီးအကြောင်းနဲ့တကွာထွက်မြောက်ရာလမ်းကိုပါပြင်ဆင်တဲ့ဘုရားဖြစ်ပါတယ်ကျမတို့ဒါကိုနားလည်ဖို့ဖြစ်တယ်အရေးကြီးတာကအဲ့ဒီထွက်မြောက်ရာလမ်းကိုကြီးမများပဲနဲ့เนาะကျမတို့မြင်တတ်ထွက်တတ်သောအသက်တာဖြစ်ဖို့ရန်အတွက်အထူးအရေးကြီးတယ်ဆိုတာကိုအားပေးချင်တာဖြစ်တယ်ဒီနေ့နှုတ်ဘတ်တော်သည်ရောက်တိုင်းသက်တာတိုင်းကောင်းကြီးဖြစ်ပါစေအရောက်တိုင်းအသက်တာမှာကျေးဇူးတော်နဲ့ညီသက်ချင်းတာ၍ခံစားရရှိပါစေအားလုံးမတက်ရရအောင်เนาะဘုရားသခင်ကိုကျမတို့သချင်းတစ်ပုဒ်နဲ့ချီးမွမ်းကိုးကွယ်ပြီးတော့မှဒီကနေ့ဝတ်ပြုစည်းဝေးခြင်းအဆုံးသတ်ကိုတော့ဆရာမကနေပြီးတော့မှကောင်းကြီးပေးပြီးတော့မှပိတ်သိမ်းသွားမှာဖြစ်ပါတယ်